Sayao Daya Nalong Twinja Daya Be Ayom Bija Yane Dadana Ne Natanga Yak Nga Se Tongune Kosa Tekare Tatang Toya Konase Tekune Tazamo Lavi Jo Sanayani Kredagare Natang Gogune Novembala Taset Dong Yeni Yangomyu Bahamyune Namaula Amashisane Mogo Vibadana Teas and Lungas and Piamwai appoint Choji Damaye Taji Adrenai Mimananga Dida Adidi Jown Adidi Donai Trendo Sambio Muliara Muchale Paria Badiba Dana Tawan Nabiadogo Chusa Mayo Wamia Atuto Mujadi Nangara Ashemiado E Boye Kaye Metaye Owara Yedogo Kayu Be Swanaga Swama Aludaga Aluama Tamadana Gudoshi Ati Tidoi Pesaya Nogahago Kayuga We are was a lunga maume bound to Iloa Dana go Kayun Leye A Pojoji Muzam Comedy Lujimeniama Usam Be No Semabia Lazemabia Sayan Chimba below Ado Mogo Vibadana this say yet a data and lote and low be a 2 days Camboji Konayam Yaldani Econayam Yaldani Boy Nana by Konanai Mashin Nai Chendi Hoja Ado Nidana Waka Yu Balido, but there's a Damo Bada Kane. There's a Dayo Balido, Kanda Waka Dayo Balido, the Madangani Balido. Without the man, Atakane Mahadiga Mahadati Batam, Balido, a Chikari Hoja Ado. Kanda Nya Deti Bia, but there's a Damo then the Makonet, they are all. Idanandaya Rajigo Mahaja de mi Manaja de mi Daya Banshin Vida Mudo Donloka Tuta Davinu Miasa Viashin Gura Miaji Gonago Ayo View Bida Namodada Don Jay Bien Ninya Piavia Karolaja Vaunsu Namo Dada Bhagavado Arahado Namo Tata Bhagavado Arahado Dhamma Buddhada Namo Tata Bhagavado Arahado Dhamma Buddhada Hodiyo Naduba Shindomya Buddha I Aluraja Chidura Ashin Arahanta Tasu Pito Mudo Mogo Sayaro Payaji Nyandogo Utimata Bi Hoja Najama Pilido Jel Sayaro Payaji Yeda Tigondo Mugedo Mula Napia Lenga Sang Boku Ninya Piavia Yoba Buso Bi Teyawe Salai Jaya Aung Mula Napia Esa Neku Egu Elwa Ega Sanaba Egu Miane Oma Esa Neyamula Along me Lao Chile Chata Nyadado Iria Bopse Sechan Navalu Thai Be Hoja Ladano Teya Dhamma Myago
အာယုံတစ်ပါးစိတ်မသွားပဲဆက်လက်နာယူမှတ်သားနိုင်ကြပါပြီတို့အားလုံးယောဂီအပေါင်းသူတော်ကောင်းတို့ယောဂီတို့ဘုန်းကြီးတို့ခန္ဓာဉာဏ်ရောက်ဝိပဿနာအလုပ်လုပ်ကြတယ်ဆိုတာဘာလို့ချင်လို့ပါလဲဟုတ်ပြီနိဗ္ဗာန်ကိုလိုချင်တယ်ဆိုရင်ဖြင့်ယောဂီတို့ဘုန်းကြီးတို့ရွတ်ဆိုသွားတဲ့လင်္ကာထဲမှာအလွယ်ကျမ်းမှသိစေအပ်သည်တန္တရာမလွတ်ကြောင်းဒီလို့မပါဘူးလားပါလားအဲ့တော့တန္တရာတို့ရဲ့လွတ်ရငြိမ်းရသိမ်းရသည်ဘာပါလဲနိဗ္ဗာန်ဟုတ်တယ်တန္တရာတို့ရဲ့လွတ်ရငြိမ်းရသိမ်းရသည်ဘာပါလဲဒါနိဗ္ဗာန်ကိုတကယ်လိုချင်တယ်တန္တရာကတကယ်လွတ်မြောက်ချင်တယ်ဆိုရင်ဘုန်းကြီးတို့ဟောခဲ့မှုပါတယ်တန္တရာ2မျိုးရှိတယ်လို့မှတ်ရမယ်နော်အဲ့ဒီတန္တရာ2မျိုးမှာတစ်ကသူဂတိတန္တရာတစ်ကဘာလဲခိုင်းနမနှစ်ကဒုက္ခတိတန္တရာနမနှစ်ကတန္တရာဘယ်နှမျိုးပါလဲအခုယောဂီတို့ဘုန်းကြီးတို့ရနေတာကဘာတန္တရာလဲခိုင်းအချိန်တိုင်ဟာဒီသူဂတိတန္တရာကခန္ဓာရဲ့လို့ရပြန်တော့မသိပဲနေမှလားသိမှလားခိုင်းဒီဘဝကတည်တဲ့အခါဒုတိယဘဝမှာဒုက္ခတိတန္တရာဆိုတဲ့အပယ်လေးပုံများပြန်ကြခြင်းသလားအဒါတတ္တဝါတိုင်းရဲ့ရည်ရွယ်ချက်ဥတည်ချက်ပေါ့ဗျာတရားလုံးတဲ့သူကမလုံးတဲ့သူကဘယ်တတ္တဝါအနန္တပဲပြန်မင်းယောဂီတို့အပယ်လေးပုံဘယ်တတ္တဝါမှဘယ်ပုဂ္ဂိုလ်မှမကြခြင်းပါဘူးဟုတ်မလားဒါမဲ့ရည်ရွယ်ချက်ကတော့အပယ်လေးပါးကမကြခြင်းမရောက်ခြင်းလို့လည်းဘုရားရှိရောက်တဲ့အခါဩကာသကြောပါဤကြောရတဲ့ကောင်းမှုကံစေနာတို့ကြောင့်အပယ်လေးပါးကလွတ်ပြရစေလို့ဆုမတောင်းလားတောင်းလားတော့အပယ်လေးပါးကတကယ်အပိဓာန်လွတ်ခြင်းနဲ့ဆိုရင်အပယ်လေးပါးကိုဆွဲချတာဟာသူများလားဒိဋ္ဌိလားဒါကြောင့်မလို့ဒိဋ္ဌိကအကြောင်းတရားအပယ်လေးပါးကအကျိုးတရားဒါဒိဋ္ဌိကအပယ်လေးပါးကဒါဖြင့်အကြောင်းဖြစ်ရင်အကြောင်းချုပ်ရင်ခဏပြည့်မိဘများအာလုံးတို့သူတော်ကောင်းတို့အပယ်၄ပါးဆိုတဲ့အကျိုးတန်တရာကအပိတိုင်ငြိမ်းအေးခြင်းနဲ့ဆိုရင်တော့ဘဒုနာနာဖြုတ်ရမှာလားဒါကြောင့်ဘုရားရှင်ကိုရောင်မြတ်ကြီးကသေသေးချာချာဟောတာပေါ့ဥက္ခိတပုညဒေသေနကာမရူပကတိကတံဘဝကန္တမေတံပတ္တံဘုဏအာယံတိဒုက္ခတိဥက္ခိတပုညဒေသေနကုသိုလ်ရှိန်ဆောင်အာနုဘောကြောင့်ကာမရူပကတိကတံဘဝကန္တမေတံပတ္တံလူဘဝနတ်ဘဝဗြဟ္မာဘဝလူစည်းစိမ်နတ်စည်းစိမ်ဗြဟ္မာစည်းစိမ်ဘယ်လိုပဲပြည့်စုံလုံလောက်ပါတယ်ပဲပြောပါကွယ်တဲ့အခုလိုလူဘဝနတ်ဘဝဗြဟ္မာဘဝလူစည်းစိမ်နတ်စည်းစိမ်ဗြဟ္မာစည်းစိမ်တွေနဲ့တွေ့ကြုံခံစားနေရတယ်ဆိုတာဟာအတိတ်ရဲ့တခြားရဲ့တတ္တိလားကုသိုလ်ရဲ့တတ္တိလားကဲအတိတ်ကကုသိုလ်ကစပ်ပေးလိုက်လို့အခုယောဂီတို့ဘုန်းကြီးတို့မှာခန္ဓာမရဘူးလားဒါရတဲ့ခန္ဓာဘယ်နှပါလဲခန္ဓာ၅ပါးအချင်းချင်းလိုက်တော့ဘာနဲ့ပါလဲဟုတ်တယ်ဗျာဘာနဲ့ပါလဲအဲ့တော့အတိတ်ကကုသိုလ်သင်္ခါရတွေပြုလုပ်ခဲ့ပြီးတဲ့အတွက်ကြောင့် तू ကခါတဲ့တဏှာကစပ်ပေးလိုက်လို့ဒီမှာခန္ဓာ၅ပါးရအဲ့ဒါကုသိုလ်ကစပ်ပေးလို့တရားပေါင်းရအဲ့ဒါရှိတဲ့ခန္ဓာ၅ပါးဒုက္ခသစ္စာယုံနာနှစ်ပါးဖြစ်ပြတရားကိုမှယောဂီတို့ဘုန်းကြီးတို့ဒီဘဝမှာအမှန်တိုင်းသိအောင်မှမကြိုးစားနိုင်တော့ပါဘူးဆိုလို့ရှိရင်အရာရာတိုင်းမှာငါဆွဲသူဆွဲယောက်ျားဆွဲမိန်းမဆွဲပုဂ္ဂိုလ်ဆွဲတတ္တဝါဆွဲဒီအစွဲဒီအယူတွေနဲ့သွားမယ်ဆိုလို့ရှိရင်ဒီအယူတွေကအယူမှန်နေလားအယူမှားနေလားဒါအယူမှားတခြားလားဒိဋ္ဌိလားအဲ့ဒါပုဏ္ဏအာယန္တိဒုက္ခတေနဲ့ပုဏ္ဏတပံဒုက္ခတေအပယ်လေးပုံကိုအာယန္တိပြန်ကြလိုက်အောင်မယ်တဲ့ဒါယောဂီတို့ဘုရားအခုရနေတဲ့ဟာဒီလူဘုံလူဘွားဆိုတာဘုရားကပြောတယ်ယာယီအိမ်กว่าတဲ့ဘာအိမ်နဲ့လဲတတ္တဝါတွေအမြဲတမ်းနေဟာအပယ်လေးပုံဟောတတ္တဝါတွေအမြဲတမ်းနေအိမ်ဟာဘာလဲကဲအပယ်လေးပုံမြတ်ဟိုတတ္တဝါတွေအမြဲတမ်းနေအပယ်လေးပုံဆိုတော့အပယ်လေးပုံကဘာလဲပြောစမ်းမအောင်ကဲတကောင်ကျော်ထမေးတောင်မေ့မလားဘယ်မေ့မှာတော့ကိုနေနေကြအိမ်လေဟုတ်တယ်ဒါကအမြဲအိမ်ဆိုတော့ဘယ်နိုင်ငံခြားဘာဘယ်သွားကိုနေနေကြအိမ်ကတော့နိုင်ငံတကာဘယ်နိုင်ငံခြားဘယ်သွားဘယ်ကဘာပနောက်ဆုံးတိုင်းမြန်မာပြည်ပြန်လာတော့အိမ်မှားများဝင်သေးလားဝင်မဘူးကိုင်ကွာတော့တကောင်ကျော်ပြန်လာလဲမှတ်မိနာပဲဟုတ်တယ်မလားကဲအခုလဲအပဲ့ပဲတဲ့ပုံလဲပြောပါရတော့ကဲတကောင်ကျော်မေးတောင်မေးအောင်မလားဘယ်မေးမှာတော့
Mamin, Nabi Banatado. Marido. Let them. Papa Lurajana, Malobima. The Janada, the Satu Maharasika, Taurina, Yama, Tutita, Nimarati, Paranimida, what thou would be Ponyuala Koinku of Mamide. Tangaro Meji, Tangaro Letro into Mamide. Malay Ponydina, our women in the Jamabia Senara. Oh, the hot Jamabia Senla, Pony dollar account, the party lad dollar account, Abuji dollar account, Blue dollar account, oh, that Jamabia Senna, Madejaula. Beja that Pony at Dejarabia, the Lashing at Dejarabia. Well, I Abuji Lubuji, so I got a Madeja, the Wapanade. To order to look at order or Yaramalu Luramaya Kama as a sergeant Malhanda to look Abuyoja Abuji a little deed. Halloween it was Halloween and Abuji. Oh, yeah. In the church at a level to Yangonga Abuji, it got the Masteria Wata. Nia dodging or chin in the Bogoris of Brother or the Kilida Ayon Kamako Ayon and Nelly Nanny the Akaja of Jamabia Senara Sura, Abuji the Gorivan Nida Mesalupa. Oh, the young one Abuji, I'm a Jamabia Senara, Malay Mola Hola. Ah, you don't say about us. That's alum you are matter. That's a Beba Kana Yaya. Yoga, take a good shade of Anubana Yama, Tima, Titi Dalan and Yama, the Puna Tapa, Tokade, Abelebum, Ayanti, Yancha Omede. Abelebum Barredo. Yancha made a Tajabayashi Guromadia Pirabo. Oh, Titi Tajago, Babioba Lesolomini. You want Lansu Okon, Mila, but do you shawamle? Baby, when you shall never did the Jaja Mola Hogalai, did the Jaja Hogalavia, Tatana Mola Yejilula. Peter Banana Karato, the Yahoda, the Yashiguro Majiga. Dedi Banana Bana, the Tana Toti now, won't share it now, Toti now, won't Shantana, take the Kapamosari. Didi Dalana look what I said that low, that Didi Mapu Dana look, took her to need it. Oh, that Jerusalem, Sutugiri Tangilo Serabia Sasabidwala. Didi Mapu Dana low, took her to lane. Didi Mapu Tila low, took her to lane. Didi Mapu Bavana low, took her to lane. No, Didi Mapu when I look at the look, took her a logo Malona Mure. Tadia, we are Omata the Shamanoa Matake. That Kaya, they think Panaya, the Tobit Kubit privacy. Did he chat out for Dwara? Tamamula, Yejulai. Then a million and Yogi, but they said the Mobat, then Kandanya Tayari, Jesus said, so that, but who you say, Jello? They did you say, Jello? Yogi, a Yejus on the deep Yobo. Tandraga, Lucinas, Dugri Dandra, Dugri Dandra, look. Tandra Namum Shula. I did Nandra Namuma, Yogi Boyo, together, a Yediji Psoyame, a Yediji Payame, a Yediji Ye on Loyame, Tandraga, Dogadi Tandra. Padandrale. How the Agu Dulu to Rogonde Yari, Najago Yajare. This are the Kandanya, we were the Yari, Najago Yabidoma, Chinja Wamia Atom Nale Gwin Yare, Suraga, that took the Boama Kana Asaru Yanilo. So was I. Kai Dogri Wama Kana Sadu Yagalu, Payane, Tweet down my Yogi to shut down with Wemalai. Pantania, when you yoga, Jesus Sakavadi, oh, Irkabadan Nagaruli. Irkabadan Nagaru to Kare, take like that, Katabayashi, could imagine now by ma. Now by Nana, take that Buana Poli. And I take like that, Katabayashi could be let but now by Mom, let it. I don't have Yashi could imagine to do Puma to Tuare Kajaro. Tuare Gajaro Yogi, Land of the Kajaro, Sujaba, to Yatamamagli was so mira. Liliga do Tamamagli swim, let it be a bala. And I say to them, Yatibigo Swami Jami Komi to Yana Tangaroma Abatina Ubia. Kana Piana to Yoda Kajaro, Pia Puidoma, Pianla, Toya Saudi, the Lord of Arendi. Now, Piano Mugani, Tigani, Jaraka, Tilao, Saint Genola. Señalado, Nayan is a corner to take up Botama. I read the Bali when needed. The Hamadetaba Abadi outgrowing a Dinaja or Tobaga Utu the Baga Abadi. And I did not tell him, Piedon, my
cái thế là cha mẹ tàng cả mà siêu vậy, tập ba đấy vậy, ai cha nó mà hát toa ngã abajitan là này vào là, Winnia cô sa đấy, bà lấy, Winnia cô sa đấy vậy cái, Winnie bảo ta này muốn trả loa là, thấy chưa, ta này tới cháu sẽ cao này nó, thấy chưa, phải ai cô rồi này thà cái đấy ta này cái, tông trắng Winnie, abi đi mà, tông chết luôn thà cái đó, Winnie tôi cứ đây ngã rồi, lấy ra đấy sử dụng này là tết tết nhau nhau mình đi trả bạn này. Phải là Winnie cũng là lý giải mà, khăn nào bảo là lo mà, nhà nhau lo mà, tan đa của phim trong này là số lúc khăn đa nhau đó quý ba tận ăn lâu bớt xí đấy, cho nên tan đa nhị mà vậy, phải là bút đu gì ngô vậy, phải là thay cho mình lo gió rồi, ta mà nhà hắn tăng bút đu gì, phong như đó cũng mà gió nè, ta xin nói miếng bút đa út sang thà đấy, tăng cái đó xin mà cắt ba đó, xin đại bút đa đó, xin mà mắc lan đó, nếu gì này miếng thì nó trả lại vậy, ủa bố này mà ủa bố biểu trả lại vậy. Cái nhà này đi vào vậy, xin lông cho đi vào,ဟုတ်တယ်နော်, xin lông cho đi biết đi là về nấy này em nhá, đi nào ra vào đấy, nấy này em nhá, thì bao nhiêu lá đi lá quậy đấy mà, úp bút vào vào đấy vậy, đang ngay như vậy đấy, không phải, đã bao nhiêu rồi, thế là xin lông cho đi rồi mà, thảo Winnie đâu có thế là lấy ra thì là rồi, bao nhiêu thì bút rồi, bôi đâu mà, lâu à mày, ta chỉ ăn tụt lúc tha đấy, thay mà ấy xin lỗi cho gì cái này đâu lâu à biết rằng phải ta đọc mua ra đấy, nhà nào xem nhà chỉ để trả đó, có cái gì, áp tiền mua số nào, lúc mà đang khen đó là bao nó, thôi chứ lúc bút đu nhà trả đó là áp tiền mua à, cô yên nấu ye, cô xây, đấy vậy, cô trong tên này áp, nấu trong tên này áp, cô nấu trong tên này áp, cô xây trong tên này áp, nấu xây trong tên này áp, cô nấu xây trong tên này áp số đó, áp tên này cháu lấy chào ba vậy. Đã bây giờ chính là trong lấy biển tôi là sau đó bây giờ uri ai người ta thì giá sau đó mà qua rồi lấy lại chỉ mà rồi Winnie đấy cả mà ta chỉ mà anh ấy tuổi à, thế là cô yên nấu ye, cô xây để sau đó bây giờ ta áp tên này trong này cái thà lại đó, số là cái đó đi, tí cái này mà khăn đan nhảy nhót lúc ta, ta này cái này này lúc mà nó, ấy là ta khăn là Winnie đó lấy ra đó khăn đan nhảy nhót lúc đó, tí là cô sinh ra lại đó. Da chulum mi de aba sura ka shi ke bu da ho bya ai da li twa tariya bi do o nga abaji tan la ne ba la abaji da ba so thei le ti yo ho ma wuniya ko sa ne ti da naga hu phi yo bya ba phit da le kai ho ma 229ตัวထဲမှာတစ်ခုတည်းကျူးတာနော်တို့ဓမ္မတွေ5ပါးသီလလုံသလားဝါဒတာမလုံနဲ့တကြမဲဗျာဘာမှမလုံနဲ့အဲ့ဒါမကြိုက်ဘူးမလို့ဟဲ့5ပါးသီလလုံသလားမလုံမှာလုံသလားအေးမလုံဘူးဘုမလည်းပြောလုံနေဆိုရင်ဘုရားမေးလိုက်မှာပေါ့သောတာပန်တိလားလို့မှတ်ထားဗျသီလကိုအသက်နဲ့လည်းပြီးကာကွယ်ထိန်းသိမ်းစောင့်ရှောက်မကျွတ်မပေါက်ဘူးလုံချုံနေတာသောတာပန်တို့ရဲ့အင်္ဂါရဗျရှင်းမလားရဲ့ဒါဖြင့်တို့အလုံးမိဘများ5ပါးသီလလုံသလားဟိုမှာ229တပါးတည်းကျိုးသွားတာသေတော့ဘာကြီးဖြစ်သွားတော့တို့5ပါးသီလလုံသလားတီကောင်လောက်တော့သေကြတယ်ဘာလောက်လဲဟုတ်တယ်တီကောင်လောက်ကတော့သေကြတယ်တွက်တာထားကူတဲ့ဟမ်ဟိုတီလာလေးအားကိုပြန်မယ်ဆိုတော့လဲကပေါက်ဒီကပေါက်ချာတရဏဂုံလေးအားကိုပြန်မယ်ဆိုပြန်တော့လဲပဲဓာတ်ယူနတ်ယူကြက်ယူတွေကပေါ်လာဟုတ်လားဟဲ့ဒါနလေးအားကိုပြန်မယ်ဆိုပြန်တော့လဲပဲဂုပ္ပကာသနာနဲ့လှုပ်ထားဟမ်ဘာနာတရားလေးအားကိုမယ်ဆိုပြန်တော့လဲနာမည်ကြီးရဟင်းပတ်ပါကိုယ့်အတွက်မဟုတ်ဘူးနာမည်ကြီးရလျှောက်လိုက်ထားတာကိုယ့်ရဲ့အားကိုယ့်ရဲ့ဘာသာတရားအစစ်အမှန်တစ်ခုမှမရှိဆိုတော့ဗုဒ္ဓဘာသာဖြစ်ရကြမနှက်လိုက်တာယောဂီတို့ရဲ့ဟုတ်လားဟဲ့ဒါကြောင့်တက္ကနာဖြစ်ရလူဘဝအနှစ်ရှိအောင်ကြိုးစားကြအလုပ်တကုလုပ်တဲ့နေရာမှာကိုယ်လိုက်စားတော့ဘာသာရေးကိုယ့်အတွက်တကယ်ကိုအားကိုးရအစစ်ဖြစ်မလားဒါကိုရဲနဲ့ရင်ဆိုင်နိုင်မှုအတွက်ကြိုးကြိုးစားစားနဲ့မှန်မှန်ကန်ကန်တိတိကျကျလုပ်တာဖို့တော့မလုံလားလို့သလားဟင်ဒါကြောင့်မလို့ယောဂီတို့ဘုန်းကြီးပြောနေတာကခန္ဓာဉာဏ်မရောက်လို့ဒိဋ္ဌိတန်လန်းတဲ့ဉာဏ်သိရမယ်ဆိုရင်အပယ်၄ပါးကလွတ်မြောက်နိုင်เสียအကြောင်းမရှိပါဘူးတဲ့လွတ်ကြောင်တော့မှယာယီလွတ်ပဲဖြစ်မယ်ဟုတ်ကဲ့လားဒါကြောင့်မလို့ကုသိုလ်ကံလေးချီးမြှောက်လို့ယာယီတော့လူချမ်းသာနတ်ချမ်းသာရမှာပေါ့အယူမှားပြီးတည်လို့ဆိုရင်အပယ်လေးကိုပြန်မကြောက်လားကြမလားဒါအပယ်လေးပါးကအပိတိုင်လွတ်မြောက်ခြင်းနဲ့ဆိုဘု து နာနာဖြုတ်ရမှာလားဒါကြောင့်မလို့အတိတ်ကစက်လို့အခုခန္ဓာပရမရတော့မရတဲ့ခန္ဓာ၅ပါးဘာသက်စာလဲ
အမေတို့အဖေတို့မှာခန္ဓာ၅ပါးဒုက္ခသစ္စာဆိုသားသမီးမှာလည်းခန္ဓာ၅ပါးအဲ့ဒါကိုနေ့စဉ်နဲ့အမျှဒီသားသမီးခန္ဓာတွေကြည်ပြီးတော့မှဟောခန္ဓာ၅ပါးယုံနာ၅ပါးဒုက္ခသစ္စာဖြစ်ပြတရားကြီးပဲလို့ပြောအမှန်တိုင်းမြင်တာလားငါသားလေးလို့မြင်တာလားကဲငါသားလေးလို့မြင်တော့ငါသားလေးတော့ငါခင်မှာပေါ့မလောက်လားအဲ့ဒါဘုန်းကြီးတို့ကပြောတာပေါ့လေတို့တကာဓမ္မတိတ်မခင်မှာနဲ့ဆိုအိုး तू မမွေးရတာရင်နဲ့သူသားသမီးမရှိတိုင်းစွတ်စွတ်ပြောနေဘယ်နဲ့တော့တဲ့ကိုသားသမီးကိုမခင်ခွေးလားတဲ့လုံးပုံကကိုသားသမီးကိုမခင်ပါတဲ့တော့ဟာကိုသားသမီးကိုမခင်ခွေးလားဆိုတော့ခွေးရအောင်သူသားသမီးသူမချစ်ဘူးလားချစ်လားချစ်တာပေါ့လူကတခါမွေးဘယ်နှယောက်တော့ပြောပါတယောက်ဟုတ်လားအမွာဘူးအလိုဆုံး2ယောက်တခါမှတွေ့လိုက်4ယောက်တလောကဂျန်နယ်မှာဖတ်လိုက်ရတဲ့8ယောက်လူကဘာနဲ့တူးလာပြီလဲတွေးကြည့်နော်အဲ့ဒါဂုံယူပြီးတော့သတင်းစာထဲထည့်နေတယ်ကဲကလေးရောလူရောကြမ်းကြမ်းမှပါပဲတဲ့ဩဒီစာပေသမားတွေလည်းပဲဒုက္ခပဲအောက်ကတန်ဝေကညံလေးနဲ့ကတ်ထည့်လိုက်ရမှာလူကနေတရိစ္ဆာန်တို့ဖြစ်နေပြီလို့ဆိုတာကတ်ထည့်လိုက်ရမှာလူတွေဘယ်လောက်စာရိတ္တဖောက်ပြန်နေပြီလဲဆိုအဲ့ဒီမှာတက်တည်ပြနေတယ်ဗျဟုတ်လားကဲလူကနေတော့8ယောက်မွေးတယ်ဆိုတော့တဘာဘာကလွန်သွားပြီဗျကဲလူကနေဘာနဲ့တူလာလို့အဲ့လိုမပြောနဲ့လေတရိစ္ဆာန်နဲ့တူတယ်ဆိုတော်ပြီဘယ်နဲ့ခွေးနဲ့တူတယ်လို့ပဲခွေးနဲ့တူတယ်ကြောင်ကဘယ်နှကောင်မွေးတော့အများကြီးမွေးတာကြောင်ကလည်းအများကြီးမလေးငါကလည်းတခါဥနေတာမဟုတ်ဘူးရဲ့ဟုတ်လားဒါကြောင့်တရိစ္ဆာန်လို့ပြောလုံးပြောတော့အကုန်မှန်သွားတာပေါ့ဗျာကဲကောင်းနေတာပြင်အားလုံးမိဘများမှတ်ထားရဲ့အဲ့တော့ခွေးရလည်းတခါမွေးအကောင်ပေါင်းမြောက်များစွာမွေးတာပဲဒါမွေးလာတယ်ဆိုလို့ရှိရင်သူ့အမေရဲ့နှုတ်အုံမှာတခါတည်းကလေးတွေများခွေးလေးတွေများတခါတည်းပြုံပြီးတော့စွန့်နေလိုက်တာများခြေထောက်ကလေးနဲ့ကန်ရက်နဲ့မလေးသူတို့ရဲ့သွားချွန်နေတာဟိုးဆွဲပြီးဆိုတော့အမေရဲ့နှုတ်အုံများသွေးသားတောင်ထွက်လို့တခါတည်းဒါတော့မှအမေကလေဟဲလို့ထငေါက်သလားဘာလို့မငေါက်ချဲလက်ဘာလို့မငေါက်တို့တကာဓမ္မတွေရောကိုသားမိကိုချဲလားပြောလိုက်အောင်လေမဟုတ်ဘူးအဲ့လိုမဟုတ်ဘူးကိုသားမိကိုမချစ်ခွေးလားလို့ပြောအောင်လေအမချစ်လူကြီးဇွတ်ကြီးပဲဒီလူတွေဟဲ့ကိုသားမိကိုသူတို့လည်းသူမချစ်လားချစ်လားဟဲ့ချစ်တယ်သူသားမိသူကမခင်လားခင်လားအမလီပြောလိုက်တာများမလီသူတို့များတရားနဲ့ပပများကိုသားမိကိုပဲမခင်ခွေးလားတဲ့ကိုသားမိကိုပဲခင်မှာပေါ်တယ်မခင်ခွေးလားတဲ့အမလီတော်ရိယာကြီးများကြည်စမ်းသားတယောက်နဲ့ဂရေ80ခင်မင်ဆွဲလန်းတေလက်တေရောတထေးရမတေခင်တထေးကြီးတေတော့ဘာလို့ခွေးဖြစ်တော့ခင်လို့ဘာလို့တော့တော်ရိယာကြီးမတေခင်တထေးကြီးတေတော့ဘာဖြစ်ပြီးတေလို့ဒုဒကာဓမ္မတွေကိုသားသမီးကိုခင်ကြလားတော်ရိယာလည်းကြတော့ပြန်မြိုင်းနေတာပဲကိုယ်လည်းကြမှာရှို့မသွားနဲ့အောင်မအိုးအနာခံကြီးတို့ရေဒီလိုမေးမှရမှာရှင်များတို့မှတ်ထားရတာဟိုကိုသားသမီးကိုခင်ကြလားဟိုတော်ရိယာကြီးခင်ပြီးတည်တော့ဘာဖြစ်တော့ဒုဒကာဓမ္မကိုသားသမီးကိုခင်ကြလားဟုတ်ပဲဟောအောင်မလားဟောရအောင်မလားဟောခွေးပြတယ်လို့ပြောအောင်မရှိတော့မှာပေါ့ကိုတရားဓမ္မတို့ကိုကျေးဇူးရှင်တို့မှရှော့မလို့အောင်မေးနေတာဟိုမှခွေးပြအောင်ရှိတော့မှာပဲဗျဒါတနေ့သားသမီးတွေတကားကြည့်ပြီးတော့မှပြပြင်းလိုက်မုံမှန်လိုက်ချက်ပြုတ်လိုက်ကျွတ်မွလိုက်ပြုစုလိုက်စောက်ရှောက်လိုက်တနခါလေးမေးလိုက်ထမင်းခွန်မေးလိုက်အဝတ်စားလေးတခါလေးအင်ကြီးလေးပါလေးထည့်ပေးလိုက်တကားပဲစောက်တွေပါလေးစီပေးလိုက်မူချိုလိုက်ပို့လိုက်တတရီမမေသွားတော့မရှုပ်ရှုပ်သဘာလို့တာနာအမလီဘာလို့တာလဲစက်လိုက်တာဘာလို့တာလဲအဲ့ဒါကိုသားသမီးကိုခင်တော့ပြုံနဲ့ဘာလို့နာလဲစမ်းဘာနဲ့စမ်းနာဟုတ်တာဗောဘာနဲ့စမ်းနာတော့ဘာဖြစ်လို့ဆိုဘုန်းကြီးကဒန္တာကြီးတွေပြောနေတာပရိသတ်သမုပ္ပါစက်ဝိုင်းတဲ့ဟာတွေပြောနေတာယောဂီတို့နဲ့ဘာမှဆိုင်ဘူးဆိုင်လားနေ့တိုင်းယောဂီတို့ဘာလုပ်နေတာလဲရဲပြောဘာလုပ်နေတာတော့ဘယ်ကွက်နဲ့ဘယ်ကွက်စနာတော့သားသမီးနဲ့ပစ္စည်းဥစ္စာ၅ပြအာယုကမ္မကုံဆိုတာဘယ်ကွက်ထဲမှာတော့နှိမ့်ကွက်ထဲမှာအမေတို့ဝင်းထဲကတဏှာနဲ့နေ့တိုင်းမလုပ်နာတော့အဖေတို့ဝင်းထဲကတဏှာနဲ့နေ့တိုင်းမလုပ်နာတော့စနေတာဟုတ်ကဲ့လား
တကယ်ပြမချိန်မနဲ့အော်နေတာငေါ့နေတာခောက်နေတာဟောက်နေတာတွေမရှိလားရှိလားအဲ့ဒါဘာနဲ့စတ်တုံးဒေါသနဲ့စတ်ဘာနဲ့စတ်တကယ်လေတပြင်းကြီးများချပြီးတော့မှစိတ်မချလည်းမချဖြစ်တော့ဘာနဲ့စတ်တကယ်ငါမပါဘယ်မပြီးငါပါတော့လည်းဘယ်မပြီးငါတကောကောနေတော့ဘာနဲ့စတ်ဒီကြတဲ့မာနနဲ့စတ်အိတ်တာနဲ့စတ်မစ္စရိယနဲ့စတ်တနေ့ကုန်တနေ့ကယောဂီတို့ဘာလုပ်နေကြလဲကိုစတ်တမြဝင်းကလည်းကုသိုလ်နဲ့အာကုသိုလ်ဘယ်ဟာကများဒါတနေ့တနေ့ဘာလုပ်နေကြလဲအာကုသိုလ်နဲ့ဘာလုပ်နေတော့မစရရင်ကိုဘာမျိုးတွေတော့ဟဲ့ဘာဒုက္ခပဲဒီတခါဇုတ်ကိုអော်တော့တာပဲဘာမျိုးတွေတော့ဘာမျိုးမှကိုမသိတော့ဘူးတဲ့ဘာမျိုးမှမသိတော့ဘူးတဲ့ဘာမျိုးလို့စက်မျိုးပေါ့စက်ပါလဲဆိုမှစက်မျိုးပေါ့အဲ့တော့စက်မျိုးဆိုတော့စက်မျိုးဆိုတာဘာပြောလဲဆိုတော့နောင်ချုံဘက်မှာဆိုဓနုတွေကရှိတယ်အဲ့ဒါဓနုတွေကမေးလိုက်တဲ့အမောင်ဖန်ချက်လို့ဒါစက်ပြီးစက်ပြီးတော့ဘာများလဲအောင်မလဲငရုတ်တိပြောတာဓနုလို့ငရုတ်တိကိုပါရတော့စက်ပြီးတယ်နစ်ဖတ်ဖယ်သွားတယ်ဒီကမင်းဖေပဲသွားလဲမေးတာအမောနစ်ဖတ်ဖယ်သွားတာငါမအက်မင်းဖတ်ဖယ်သွားငါမအက်ဘာတော့ကအိုင်နဲ့အိုင်တော့အိမ်ထဲမှာအိတ်နေတယ်လို့ပြောတာအဲ့ဒါဟိုအမေပြည့်တယ်ကသမီးဟုတ်တယ်လားသမီးကပို့ရတယ်တော့အမသမီးအော့အောင်နဲ့သမီးအော့အောင်နဲ့အမောင်နဲ့သမီးအော့အောင်ဂေါကလည်းထိုးချလိုက်ပါလားမောင်ဟိုကသမီးကိုပို့ရတယ်ပြောတာဂေါကလည်းထိုးချလိုက်ပါလားမောင်ဆိုရောင်းမနဲ့မှွေလိုက်ပါလားတဲ့အေးဒါတရားတပုတ်စမ်းအေးဒါကြောင့်တို့တို့မှရတော့နေ့တိုင်းဘာလို့မကြတော့စက်တရားအောင်ဘာမျိုးတွေတော့ပါတယ်စက်မျိုးကဘာတော့ငရုတ်တိမျိုးမလေးဟဲ့ဒုက္ခပဲဘာမျိုးတော့ငရုတ်တိကဝင်ကဲလို့မကဲဟိုဘက်သွားတော့မှာဘာမျိုးတွေတော့ဟုတ်တယ်ငရုတ်တိမျိုးအဝင်မှာဘယ်လိုနေတော့အထက်ကြတော့အထက်မှာမစပ်ဘူးပူတာဒုက္ခပဲအထွတ်လို့ထွတ်မှာစတ်တယ်လုံးလိုက်အဲ့လိုကြီးပဲတလို့ရဲ့ကြီးပဲသူတို့အေးမှားတဲ့အခါလဲမြေရမာနာကြသူတို့ပဲနဲ့စက်မျိုးဆိုတာကယောဂီတို့ရဲ့ကြည့်လေမလေးသမီးလေးသားလေးပြန်သားချောင်းဒုဒကဓမ္မတွေကဒီသားလေးပြုစုယူရသမီးလေးကျွရှင်ပါညာသွားခုနိုင်တို့လို့မှပြန်မလာဆိုဖေးလုံးဝအောင်တော့သမီးခုနိုင်တို့ပြန်မလာဆိုမင်းကွာအချိန်နဲ့လာမှာဟုတ်ကဒီလိုပဲသွားနေကြတယ်မြဲသွားနေအမေတို့အရင်ကပဲချိန်ရောက်တာတော့အခုမရောက်သေးဘူးတော့မင်းကလည်းကွာအေးစေးနေတာမှအမေတော့မွေးရတာမှမဟုတ်ပဲမွေးရတာဒီကကမှဤတော့အမေဝိနကတဏနဲ့သမီးရဲ့ခန္ဓာနဲ့ဘာဖြစ်နေလို့အဲ့တော့စက်လမကစက်တော့ဒီအမေကောင်းကောင်းထိုင်လို့ရသေးလားအိမ်ထဲဝင်လိုက်အိမ်ရှိထွက်လိုက်ဝရဏမောကြည့်လိုက်အိမ်ထဲပြန်ဝင်လာလိုက်ရိုးအိုးစင်နဲ့တောက်တော်ကြီးနဲ့မှားတော့မိလိုက်ဒုက္ခတွေရောက်လို့မိဖို့ကြောင့်လည်းဝင်သွားလိုက်ထိုင်ရမှလို့ထားတော့မှအပေါ့သွားမှလို့အလေးသွားမှလို့ဘာဖြစ်နာတော့ဒီအမေမဟုတ်ဘူးအဲ့ကြတော့ပူးနေပြီစက်လို့ပြီးတော့ပူးနေပြီဒုက္ခပဲဟုတ်တာပေါ့လေမပူဘူးတဲ့အမေတို့ဆိုတော့ဘယ်သိလို့ပူဘူးတဲ့ဘုန်းကြီးအကုန်ပြောပြမယ်နော်ဟုတ်တယ်သူတို့နဲ့မဆိုင်တာကြအကုန်တလုံးစီပြောနေရတယ်ဒါအမေတို့အဖေတို့ကဲသားသမီးနဲ့ပတ်သက်လို့စိတ်ပူရောပူဘူးသလားဘာလို့ပူလောင်ရတာတော့စက်လို့မလေးရလောက်ပြန်ပြီဘာလို့ပူလောင်ရတာတော့အတိတ်မှာစက်နလားပစ္စုပန်မှာစက်နလားကဲစက်တမြကုသိုလ်နဲ့စက်နလားအကုသိုလ်နဲ့စက်နလားကဲအတိတ်ကကုသိုလ်နဲ့စက်ကြတော့အခုဘာခန္ဓာရတော့ဟုတ်တယ်လေလူခန္ဓာတုကတိခန္ဓာအမေတို့ဖေတို့မရဘူးလားရတယ်ဆိုတာအမေတို့ဖေတို့အတိတ်ကဘာနဲ့စက်ခဲ့လို့လဲကုသိုလ်နဲ့စက်ခဲ့လို့ဘာနဲ့စက်ခဲ့လို့လဲအတိတ်ကအမေတို့ဖေတို့ကုသိုလ်နဲ့စက်ခဲ့တဲ့အတွက်ကြောင့်အခုလူခန္ဓာမရဘူးလားကဲဒီဘဝမှာနှစ်ကွက်ကနေဘယ်ကွက်ကူးနာလဲဘာလို့နေကြရတော့တေရလားနေ့တိုင်းလားဟောရလားတေကိုတေချာရလားကုသိုလ်နဲ့စက်တလားအကုသိုလ်နဲ့စက်တလားအဲ့ဒါကွက်ကိုစက်နေမှအကုသိုလ်လုံးနေမှကိုဒီဘဝမှာဒီတရားမျိုးအမေတို့အဖေတို့ဘုံဘုံတို့မနာဘူးဆိုတိကိုမသိဘူးဗျာ
တိမလားဒါကြောင့်ပဋိစ္စသမုပ္ပါဒ်တရားသစ္စာတရားခန္ဓာဉာဏ်ရောက်တရားဆိုသူများအကြောင်းလားကိုယ့်အကြောင်းလားကိုယ့်အကြောင်းကိုသိအောင်လုပ်ရမှာနပရိတံဝိလောမနိနပရိတံကတံကတအတ္တနောဝအဝခိယကတနိအကတနိစာတဲ့ဘုရားရှိခိုးတော်မြတ်ကြီးကတိတိကျကျကိုဟောကြားတော်မူခဲ့တာဟုတ်လားဒါကြောင့်မလို့ဘုရားအာဇီဝကပါဝေယကတက္ကရောဝတ္ထုမှာသွားကြည့်လိုက်ဒါခုတ်ကနိကေဓမ္မပဒပါဠိတော်မှာထားရိုက်ပါတယ်ဗျနပရိတံဝိလောမနိသူများအကြောင်းမဝေမာမနဲ့ကွာတဲ့နပရိတံကတံကတံသူများကုသိုလ်လုပ်တာအကုသိုလ်လည်းမတွေးမနေနဲ့တဲ့အတ္တနောဝအဝခိယတနေ့တနေ့ငါကုသိုလ်နဲ့အကုသိုလ်ဘယ်ဟာတွေအသက်များနေတယ်ကိုယ့်ကိုစဉ်းစားရတဲ့ကတဏိအကတဏိသာတဲ့ကုသိုလ်ကောင်းမှုများများပြုတော့မှဘာဝနာအမှုများများလုပ်နိုင်အောင်သာကြိုးစားကြသမှာတဲ့တို့ကြလားတနေ့တနေ့တို့စက်နေတာကုသိုလ်နဲ့အကုသိုလ်ဘယ်ဟာကများတော့အကုသိုလ်တွေကများနေတာအဲ့ဒါအကုသိုလ်ရှိမှမသိတဲ့အတွက်ကြောင့်မလို့တို့ဘာအကုသိုလ်ရှိလို့တို့ဘာအကုသိုလ်ရှိလို့တော့ဒီလိုနဲ့နေကြတဲ့ပုဂ္ဂိုလ်တွေလောကမှာမရှိလားရှိသလားအဲ့ဒါကိုယ်အကြောင်းကိုသိလို့လားမသိလို့လားဒါကြောင့်မလို့အမေတို့အဖေတို့ဘုံဘုံတို့မှာတနေ့တနေ့စက်နေတာဟာကုသိုလ်နဲ့အကုသိုလ်ဘယ်ဟာတွေကများကဲနေ့ကွက်ကနေဘယ်ကွက်စနေလဲရှင်းဝရှင်းရလားနားကောလဲရလားသဘောကောကြရလားငါတို့မှာကြည်စံတနေ့တနေ့အကုသိုလ်နဲ့စနေလဲဒီအကုသိုလ်နဲ့စပြီးတော့အချိန်တိုင်းဒီတိုင်းနေမလားသိမလားကဲသိမှာဒီဘဝမှာအမေတို့အဖေတို့ဘုံဘုံတို့ကုသိုလ်လုပ်ထားတာလည်းမရှိဘူးလားအကုသိုလ်လုပ်ထားတာလည်းတမထပွားထားရလေဒီဘဝမှာလုပ်ထားတယ်လေကုသိုလ်လည်းလုပ်တယ်အကုသိုလ်လည်းလုပ်တယ်တမထလည်းလုပ်တယ်စွမ်းနိုင်တယ်လေမလုပ်လားအဲ့တော့မိမိတို့လုပ်ထားတဲ့ကံတွေဟာအဝိဇ္ဇာတဏငြိမ့်အေးပြီးတော့ပြုထားတဲ့ကံတွေလားအဝိဇ္ဇာတဏခေါင်းဆောင်ပြီးလုပ်ခဲ့တာလားဟုတ်တယ်ဘယ်သူမှဒီထဲမှာယဟန္တာတယောက်မှမပါသေးဘူးရှင်းမလားဒါယဟန္တာမှမပါသေးလို့ရှိရင်အဝိဇ္ဇာနဲ့တဏကိုအပိတိုင်ပယ်တာကအရဟတမအရဟတဖို့နဲ့မှပယ်တာရှင်းမရှင်းလားဒါပေမဲ့ယောဂီတို့ဘုန်းကြီးတို့ကကျင့်စေအရိယာပုဂ္ဂိုလ်တွေဖြစ်ပြီးတက္ကလာနေတဲ့အတွက်ကြောင့်မလို့အဝိဇ္ဇာတဏအပိတိုင်မပယ်တာသေးအမေတို့အဖေတို့ဘုံဘုံတို့နေ့စဉ်လှုပ်ထားတဲ့ကံကြွေးအနန္တကိုဟဲ့ဒီတဏကအကုန်ဆုထားမှာတဏကဘာလို့ထားမှာတော့ဒါကြောင့်အဝိဇ္ဇာတဏမကင်းနိုင်တော့ကံမှန်သမျှဘဝကိုအကျိုးပေးမယ်မှန်လားအဝိဇ္ဇာတဏအုပ်ချုပ်မှုမကင်းတော့ကံမှန်သမျှဘာကိုအကျိုးပေးမယ်ဒါကြောင့်ဒီမှာကာမဘဝလို့ရေးထားတာဗျရှင်းမရှင်းလားအဝိဇ္ဇာတဏအုပ်ချုပ်ထားသောကံမှန်သမျှဘဝကိုအကျိုးပေးမယ်တဏအုပ်ချုပ်ထားသောကံမှန်သမျှဘဝကိုအကျိုးပေးမယ်ကံတဏအုပ်ချုပ်သောကံမှန်သမျှဘဝကိုအကျိုးပေးမယ်ရှင်းမရှင်းလားဒါကြောင့်မလို့ဘယ်လိုရေးထားတော့ကံမဘဝဗျဘာဘဝလဲရှင်းမရှင်းလားတန္တရာကျင်လေကြတာဒီတဏအုပ်ချုပ်ထားလို့ရှိရင်တန္တရာကမငြင်းအိမ်နိုင်ဘူးဗျရုပ်စွာအစုပ်အနာဂံပုဂ္ဂိုလ်တော်မှာဒေါသကိုပဲအပိတိုင်ပယ်သေးတာအဝိဇ္ဇာနဲ့တဏှာကိုအပိတိုင်မပယ်သေးတဲ့အတွက်သုဒ္ဓဝါဒ၅ပုံမှာခန္ဓာပြန်မရောက်လာရအဝိဟာအတ္တပသုဒ္ဓတသုဒ္ဓတိအာကနိတ္တဆိုတာလည်းတခြားလားခန္ဓာလားတခဏရှိတယ်ဩနာတိဘုရားမနှွှဲရောက်လားနှွှဲရမလားဘာသစ္စာတော့ဒါကြောင့်31ပုံဟာဘာသစ္စာပုံလဲဒုက္ခသစ္စာပုံကြီးဗျရှင်းမရှင်းလားဒါကြောင့်မလို့ဒီဘဝမှာဒုက္ခတာတဲ့ကုသိုလ်ကံလည်းမရှိဘူးလားအကုသိုလ်ကံလည်းသမထကံလည်းအချိန်တိုင်းဒီတိုင်းနေမလားသိမလားမေးရအောင်မရုပ်တယ်ဒီဘဝကသိတဲ့အခါကျတော့ကုသိုလ်ကံနဲ့စပ်ပြီးသိလို့ရှိရင်တော့ဒုက္ခတိဇာတိဘာသစ္စာလဲဒီကြံတော့နော်အကုသိုလ်နဲ့ကံနဲ့များစပ်ပြီးတော့မှသိမှစေဒုက္ခတိဇာတိဘာသစ္စာလဲကောင်းပြီသမထကံနဲ့များဗုဒ္ဓဂုဏ်တော်ဓမ္မဂုဏ်တော်လေးတွေဗုဒ္ဓနုတ္တိဘာဝနာလေးတွေပွားရင်းနဲ့များသမထကံနဲ့စပ်ပြီးတော့သိမယ်ဆိုရင်ဗြဟ္မာဇာတိဗြဟ္မာခန္ဓာဘာသက်စာလဲအဲ့တော့မင်းရအောင်မယ်ကုသိုလ်ကံနဲ့စပ်ပြီးတော့သိခြင်းသလားအကုသိုလ်ကံနဲ့စပ်ပြီးတော့သိခြင်းသလားဗြဟ္မာသမထကံနဲ့စပ်ပြီးတော့သိခြင်းသလားဘယ်ကံနဲ့စပ်သိခြင်းသလဲရိုးပြောကံကောင်းခြင်းလားကံဆိုးခြင်းလားပြလိုက်ဒါပဲဟုတ်ကဲ့ဒါလည်းဒါပြောရင်ကံကောင်းခြင်းပါလားပြလိုက်အတိတ်ကကံကောင်းကျေးဇူးပြုလိုက်လို့ဒီမှာခန္ဓာမရဘူးလားအချိန်တန်ဘာဖြစ်တော့မှာတော့သိတော့မှာအချိန်တန်ဘာဖြစ်တော့မှာတော့အဲ့ဒါကံကောင်းကြိုက်ခဲ့လို့လေကံကောင်းကြိုက်ကြလို့မှသိတော့မယ်ဟုတ်လားဒီဘဝလည်းကံကောင်းကြိုက်ပြန်ပြီသိအောင်မှာရှင်းမလား
ဒါကြောင့်တို့အားလုံးမိဘညီကိုမောင်တို့ကပြောတာဖယားလောကအလည်းပွင့်တာယောဂီတို့ဘုန်းကြီးတို့အတွက်ကိုကံအတွက်အဓိကပွင့်တာလားဉာဏ်အတွက်အဓိကပွင့်တာလားဒါမှဒီဉာဏ်နဲ့ရဖို့ရအတွက်ကုသိုလ်ကံကကျေးဇူးမပြုလားပြုလားဒါကြောင့်ကုသိုလ်ကံကိုမမေ့ပါနဲ့ကုသိုလ်ကံကိုများများလုပ်ပါအဘိဓိတကလျာဏိဘုရားရှင်ကမြန်ဟောတာမရှိလားရှိသလားဒါကြောင့်မလို့အဘိဓိတကလျာဏိတပ္ပပပတ္တအတရဏကုသလတ္တဥပတမတာကုသလတ္တဥပကုသိုလ်ကံကိုများများလုပ်ပါရှင်းဆောင်ကောင်းရလှူဆမ်းပါတက်တက်ကြွကြွလှူဆမ်းပါလို့ဘုရားရှင်ကမြန်ဟောတာလည်းမရှိလားရှိသလားအခုလို့သစ္စာတရားခန္ဓာကြောင့်ဝိပဿနာတရားတွေနာချမှတ်သားခွင့်ရနေတာလည်းပဲတခြားရဲ့ကျေးဇူးလားကုသိုလ်ကံရဲ့ကျေးဇူးလားဒါကတက္ကနာတက္ကတော့အဲ့ဒီကံကကျေးဇူးလို့အခုခန္ဓာမရဘူးလားဒီခန္ဓာကိုအရင်နေ့ပြုပြီးတော့မှဘုရားသာသနာနဲ့ကြုံတဲ့အခိုက်မှာကံပေါ်မှာဘာဆက်ရမလဲဒါကြောင့်ကံကောင်းပြီးသားဒုဒကဓမ္မတွေဘာကောင်းအောင်လုပ်ဖို့လိုရလဲအဲ့ဒါလိုချင်တာရှင်းမလားဒါပေမဲ့တို့အမိတို့ဖတွေကဘုရားမပွင့်ကြတော့ကလည်းကံလုပ်တယ်ကတ္တမသမုဒ္ဒဘုရားပွင့်တဲ့ခစ်နဲ့လည်းကြုံတယ်သစ္စာတရားလည်းနားလေပါနာရပါရုံနဲ့ကံတော့ပဲပြန်လိုက်လို့ကံကောင်းဖို့တော့ပဲစိတ်ကူးနေမယ်ဆိုလို့ရှိရင်ဘုရားသာသနာနဲ့တွေ့ရချင်နားကိုမနာဘူးဒါကြောင့်ယောဂီတို့ရေသာသနာနဲ့တွေ့သူမတွေ့သူစစ်တမ်းထုတ်လိုက်လို့ရှိရင်တော့များသောအားဖြင့်သက်တမ်းနဲ့ပဲတွေ့နေကြခုနှစ်တက္ကရာနဲ့ပဲတွေ့နေကြသာသနာ2500အတွင်းလူဖြစ်လို့သာသူကခုနှစ်တက္ကရာနဲ့တွေ့တာတကယ်သာသနာအစိနဲ့သူတွေ့လို့ပြောလို့ရမလားဒါကြောင့်သာသနာရဲ့အစိနဲ့တခြားလားအဆုံးမလားသာသနာရဲ့သကလုံးအထိပ္ပယ်ကဘာလဲလဲကဲဘသူရဲ့အဆုံးမတော့ဘုရားရှိခိုးတော်မြတ်ကြီးရဲ့အဆုံးမဗျဘုရားတရားပြတဲ့မင်းတို့ခန္ဓာ၅ပါးဒုက္ခသစ္စာမင်းတို့သိအောင်ကြိုးစားစမ်းပါကွာဘသူကဆုံးမတော့အဲဒီဘုရားဆုံးမတဲ့လမ်းကြောင်းအတိုင်းယောဂီတို့ဘုရားဒီကနေ့ဟောခန္ဓာညာပရိစ္ဆသမုပ္ပါသင်္นานတရားတွေနာကြဝိပဿနာအလုပ်တွေလုပ်တယ်ဆိုတာဘသူတကားနားထောင်နားတော်မလို့လိုက်တော့ခန္ဓာကဖြစ်ပြရှုတဲ့ဉာဏ်ကကြိုက်ဖြစ်ပြကဘာသက်စာသိတဲ့ဉာဏ်ကဂိုင်ကြိုက်ဘယ်သူအဆုံးမကိန်းသွားပြီတော့အဲ့ဒီကျမှယောဂီတို့ဘုရားနှလုံးသားထဲမှာဘာဖျားပွင့်သွားတော့ဟုတ်ပြီဗျာဘာဖျားပွင့်တာတော့ကြိုက်တို့ကတတန်တရာလုံးကဘယ်ဖျားနဲ့အချိန်ကုန်ခဲ့တော့တန်တန်တော်ဖျားနဲ့အချိန်ကုန်တာဘယ်ဖျားနဲ့အချိန်ကုန်တန်တန်တော်ဖျားနဲ့ပဲအချိန်ကုန်ခဲ့ရတာရှင်းမလားဒါကြောင့်တဏ္ဍတော်ဘုရားကိုပူဇော်ရင်ကုသိုလ်ရမယ်မထိုက်တဏ္ဍတော်ဘုရားကိုပူဇော်ရင်ဘာရမလဲအရှင်မြတ်တို့အာဘောလုံးဝမလွန်စေနဲ့နော်တချို့ကဒီနေရာမှာမသုံးတတ်တဲ့အခါကျတော့တဏ္ဍတော်ဘုရားကိုပယ်ရမရောက်အောင်ဖြစ်နေကြတယ်ဘယ်တော့မှအာဘောမလွန်စေနဲ့အများနဲ့ညှိနှိုင်းပြီးစကားပြောဟုတ်ကဲ့လားအဲ့ဒါကြောင့်မလို့တဏ္ဍတော်ဘုရားကိုပူဇော်ရင်ဘာရမယ်ကုသိုလ်ရမှာပေါ့တန်တန်ကိုပုံတန်ကိုဒါကြောင့်မလို့ဂုံတော်တန်တပုံမှန်စားတဲ့ဗျရှင်းလားဒါကြောင့်တဏ္ဍတော်ဘုရားကိုတို့ကယုံကြည်မယ်ကြည်ညိုမယ်လေးစားမယ်မြတ်လို့မယ်တမို့တတ်မယ်ဆွမ်းတော်ပတ်တော်ရည်ချမ်းတော်လေးနဲ့ထူထမ်းမယ်စက္ကပ်မယ်ပူဇော်မယ်ဆိုရင်ဘာရမှာလဲကုသိုလ်ရမယ်ရှင်းလားဒါကြောင့်တဏ္ဍတော်ဘုရားကိုပူဇော်ရင်ဘာရမယ်အကျိုးပေးကိုယုံမှမตายရပါနဲ့စကလုံးလေးတွေချစ်ချစ်လေးလေးကလေးတွေအကျိုးပေးကိုယုံမှမตายရပါနဲ့ရှင်းလားချစ်လေးအကျိုးပေးကြောင့်မလို့တဏ္ဍတော်ဘုရားကိုပူဇော်ကြတော့ဟောအခုခန္ဓာမရဘူးလားရပြီကဲကုသိုလ်ရတယ်ကုသိုလ်ရဲ့အကျိုးကကုသိုလ်တာတခြားလားကံလားတဏ္ဍတော်ဘုရားကိုပူဇော်ရင်ပါရမယ်ခုပြောတဲ့စကားလုံးလေးသဘောပေါက်ပြီနော်တဏ္ဍတော်ဘုရားဆိုအမေတို့အဖေတို့ညီကိုမောင်နှမတွေခုဖူးတွေ့နေရတဲ့ဘုရားကိုတဏ္ဍတော်ဘုရားဟောလားပုံသဏ္ဍာန်မရှိဘူးလားအဲဒါကြောင့်တဏ္ဍတော်ဘုရားအဲ့တဏ္ဍဘုရားကိုစိမိပတ်မှန်နဲ့လှူတိုင်းရင်ပါရမလဲကဲကုသိုလ်ဆိုတာကဉာဏ်အလုပ်လားကံအလုပ်လားဟောကံသင်္ခါရဗျဟုတ်လားအဲ့တော့တဏ္ဍတော်ဘုရားကိုပူဇော်ရင်ပါရမယ်ကုသိုလ်ကအကျိုးပေးရင်တခြားလားခန္ဓာလားခန္ဓာရဲ့လမ်းစဉ်သည်ဩနာတေရှိရာပြောပါလိုက်ပြန်ပြောကဲတဏ္ဍတော်ဘုရားကိုပူဇော်ရင်ပါရမယ်ကုသိုလ်ရဲ့အကျိုးပေးသည်ခန္ဓာကုသိုလ်ရဲ့အကျိုးပေးသည်ခန္ဓာရဲ့လမ်းစဉ်သည်ဩနာတေရှိယာပြန်ပြောထပ်ပြောဟောဒါဖြင့်ဘသူကအကျိုးပေးလိုက်တာတော့ကံဘသူကအကျိုးပေးတာတော့ဘယ်ဖယားနဲ့အချိန်ကုန်ငန်းလို့တော့ရှင်းမလားဒါကြောင့်တဏ္ဍတော်ဘုရားကိုပူဇော်ရင်ကုသိုလ်ရမယ်ကုသိုလ်ရဲ့အကျိုးပေးသည့်ခန္ဓာရဲ့လမ်းစဉ်သည်ဩနာတေရှိယာတဲ့ရှင်းမလားဒါပြန်ဖယားရှိကိုတော်မြတ်တောထွက်တဲ့ဥတီချက်နဲ့ရည်ရွယ်ချက်ကလေးပြန်ကောက်
လောင်းတော်တိတ္တရတောတွက်တာဒီဘယ်နမိတ်တွေမြင်သွားလို့အဲ့ဒီအိုနာတည်တဲ့လဲခြင်းလို့ဖျားပြအောင်ကြိုးစားတာလားလွတ်ချင်လို့လားကဲသူကိုယ်တိုင်လည်းလွတ်အောင်မယုံလားယုံသလားဒါပေအိုနာတည်လွတ်အောင်လုပ်တဲ့အလုပ်ဒီဖျားအရိယာသူတော်စွာတို့ချစ်ခင်မြတ်နိုးတန်ဖိုးထားသောအလုပ်ရှင်းမလားသူတန်ဃာတော်များတော်မှာကြည့်လိုက်ပါလားသင်္ကန်းဝတ်တဲ့အခါကျတန်တာရဝတ္တဒုက္ခတော်မောစတန်တာယာပပိစ္ဆံရာသာမိကဲဒီလိုတောင်းခဲ့တာဗျဟုတ်ကဲ့လားတန်တာရဝတ္တဒုက္ခတော်အိုနာတည်ကလွတ်ချင်လို့တပိတော့အိုနာတည်လွတ်ရလွတ်ကြောင့်အလုပ်ကိုလွတ်ချင်လို့ပရိယတ္တိပရိပတ်တိသာသနာတာဝန်နှစ်ပြားကိုထမ်းဆောင်ခြင်းလို့တပိတော့ဗျာသင်္ကန်းဝတ်ခွင့်ပြုပါဗျာဟုတ်လားဥပဒမနာရဟခံကိုပြုတော်မူပါဗျာတာမဏိဒပပိစ္ဆရှင်ပြုခွင့်ပြုတော်မူပါဗျာတန်တာရဝတ္တဒုက္ခတော်နဲ့တို့ကလာခဲ့ရတာရှင်းရှင်းလားဤဒါကြောင့်မလို့တို့အားလုံးမိဘများကလည်းပဲသိချမှတ်ဗျဖယားရှိကိုတော်မြတ်ကြီးရဲ့သာသနာနဲ့တကယ်တွေ့တဲ့သူဆိုတာကလေအိုနာတိလွတ်ရာကိုလုံနိုင်မှာရှင်းမလားဒါပေမဲ့အိုနာတိလွတ်ရာကိုရောက်ချင်တယ်ဆိုလို့ရှိရင်တို့ဒကာဓမ္မတွေကတန်တန်မှာဘာဖယားပွင့်အောင်လုပ်ရမလဲဟောဒါကြောင့်မလို့ဉာဏ်ဖယားဝင်နေပွင့်ရင်ဉာဏ်ဖယားကိုပူဇော်နိုင်လို့ရှိရင်ဉာဏ်ဖယားကိုပူဇော်နိုင်လို့ရှိရင်တော့ဘာရမလဲနိဗ္ဗာန်ရဘာရမလဲဒါကြောင့်တဏ္ဍာတော်ဘုရားကိုပူဇော်ရင်ဘာရမယ်ဉာဏ်ဘုရားကိုပူဇော်ရင်ဘာရမယ်နိဗ္ဗာန်ရဉာဏ်ဘုရားကိုပူဇော်ရင်ဘာရမယ်ဟောနိဗ္ဗာန်မှာအိုနာတိရှိသလားဒါဖြင့်နိဗ္ဗာန်ရဲ့အကျိုးပဲကအိုနာတိလွတ်ရဟောနိဗ္ဗာန်ဒီဘာလဲရှင်းမလားဒါကြောင့်မလို့ယောဂီတို့ဘုန်းကြီးတို့သစ္စာတိတဲ့အချိန်မှာယောဂီတို့ရဲ့နှလုံးသားထဲမှာဘာဘုရားပွင့်သွားတော့ရဲရဲပြောဘာဘုရားပွင့်သွားတော့ဒါကြောင့်မလို့ရွှေလို့သလားဉာဏ်ဘုရားပွင့်ဖို့ရွှေလို့သလားမြေလို့သလားငွေလို့သလားရွှေမလို့မြေမလို့ငွေမလို့နှလုံးသားကြမှာဘာဘုရားတည်တာလဲမှန်တာဒါပြိဿသမုပ္ပါတရားသစ္စာတရားဆိုတာယောဂီတို့ကိုယ်စီကိုယ်ကနှလုံးသားထဲမှာဉာဏ်ဘုရားတည်ပေးနေတာဘာဘုရားတည်ပေးတာတော့ဓမ္မသာသနာနဲ့တွေ့ရကြနတ်မှာပေါ့ရှင်းပါရှင်းလားဒါကြောင့်သာသနာနဲ့တွေ့သူမတွေ့သူဆိုတာသစ္စာနဲ့ချိန်ပြီးတော့သစ္စာသိသူမသိသူနဲ့ချိန်လိုက်သစ္စာမသိသေးတဲ့ဖရာတကသာသနာနဲ့မတွေ့ရှင်းမလားသစ္စာအသိဉာဏ်မှမပါသေးသူ့နှလုံးသားထဲမှာညာဖရာပွင့်ကုန်မပွင့်သေးဘူးရှင်းပါရှင်းလားဒါကြောင့်မလို့ဘယ်ဖရာတကအကြောင်းတကရန်တကဘာဖြစ်နေသစ္စာမသိသေးလို့ရှိရင်တော့သာသနာနဲ့မတွေ့ဘူးရှင်းမလားတကယ်တရားရဲ့အဆုံးအမတရားအစီနဲ့ဓမ္မရတ္တအနှစ်တည်းနဲ့သူတွေ့လို့ပြောလို့ရမလားကတရားဟောခဲ့တဲ့ဓမ္မခန္ဓာမလောက်လည်းဓမ္မခန္ဓာပေါင်း7400ကိုအချင်းချုပ်လိုက်တော့ပိဋက3ပုံသုတ်တံဝိနည်းအဘိဓမ္မာဟုတ်လားနိကေ900ပိဋက3ပုံအလုံးစုံအနှစ်ချုပ်ရဲ့ဘောဓိတက္ကိယတရား38ပါးပြန်ပြောမယ်ဓမ္မခန္ဓာပေါင်း7400ကိုအနှစ်ချုပ်နိကေ900ပိဋက3ပုံသုတ်တံဝိနည်းအဘိဓမ္မာအဲ့ဒီပိဋကသုံးဖို့နိကငါရဲ့အနှစ်ချုပ်ဘောတိပက္ခိယတရား38ပါးပြောပါလိုက်ဘောတိပက္ခိယတရား38ပါးဘောတိပက္ခိယဘောတိဘောဓဉာဏ်နေသစ္စာတည်သောဉာဏ်ပက္ခိယထောက်ပံ့သစ္စာသိရန်ထောက်ပံ့တတ်သောတရားကိုဘောတိပက္ခိယတရားလို့ခေါ်တယ်ပါဠိလိုပြောတော့ဘောတိပက္ခိယမြန်မာလိုပြန်သစ္စာသိရန်ထောက်ပံ့တတ်သောတရားပြောပါလိုက်ဟာယောဂီတို့ကိုသစ္စာသိဖို့ဘုန်းကြီးတို့ကိုသစ္စာသိဖို့အတွက်ရှင်တော်မြတ်ဗုဒ္ဓသည်တုတ်တန်ဆိုင်ရာအဘိဓမ္မာဆိုင်ရာဝိနည်းဆိုင်ရာအများကြီးဟောပေးခဲ့ရတယ်ဗျအဲ့ဒါဘာသိဖို့ဟောပေးတာတော့ရဲရဲပြောဘာရဲရဲပြောဟာဘုရားဘာဖြစ်လို့ဒီလောက်ထိအပင်ပန်းကံပြီးတော့မှနိမနာညမှာတရားတွေဒီလောက်ထိဟောခဲ့တာလို့ဘုရားရဲ့ဥတည်ချက်နဲ့ရည်ရွယ်ချက်ကိုနားလည်စမ်းပါဘာသိဖို့ဟောခဲ့တာတော့ကဲတို့တရားသာပေတော့လေးလာပါတရားတွေတော့နာပါရဲ့သစ္စာငကန်းတစ်လုံးတော့နားမလဲဘူးဆိုရင်တော့ဖရာရဲ့ရည်ရွယ်ချက်ကပျောက်သွားတယ်ဗျရှင်းမရှင်းလားအဲ့ဒီဘောဓိပက္ခိယတရား38ပါးကိုအနှစ်ချုပ်ရမဲ့ခင်10ပါးဗါလဲပြန်ပြောဗါလဲကဲမဲ့ခင်10ပါးကသီလမဲ့ခင်က3ပါးသမာဓိမဲ့ခင်ကပညာမဲ့ခင်ကပေါင်းတော့မဲ့ခင်ဘယ်နှပါးတော့ဟုတ်တယ်ယောဂီတို့ရဲ့သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသီလမဲ့ခင်3ပါးသမ္မာတတိသမ္မာဝါယမသမ္မာတတိသမ္မာသမာဓိသမာဓိမဲ့ခင်က3ပါးသမ္မာတတိသမ္မာသင်္ကပ္ပပညာမဲ့ခင်ကကိုင်းမဲ့ခင်10ပါးကိုသီလသမာဓိပညာပြောပါလိုက်ဟောပ
ပိဋကသုံးပုံလည်းပြန်ကြည့်လိုက်လေတုတ်တန်ဆိုတာအဘိဓမ္မာအကျိုး၅ဗျတုတ်တန်ဆိုတာကတော့ယောဂီတို့တမာရီအကျိုး၅ဝိနည်းဆိုတာကသီလအကျိုး၅အဘိဓမ္မာဆိုတာပညာအကျိုး၅ဗျရှင်းမရှင်းလားပိဋကသုံးပုံအနှစ်ချုပ်လိုက်တော့သီလတမာရီပညာဘောဓိပတ္တိယတရား39ပါးအနှစ်ချုပ်လိုက်တော့မကင်10ပါးမကင်10ပါးအနှစ်ချုပ်လိုက်တော့သီလတမာရီပညာအဲ့ဒီမကင်10ပါးနဲ့ပြန်ပြီးဉာဏ်နဲ့ခန္ဓာနဲ့စောင့်ကြည့်လိုက်တဲ့အခါကျတော့လက္ခဏာရေး3ပါးဟောမကင်10ပါးအချင်းချုပ်လိုက်တော့ဘာတော့လက္ခဏာရေး3ပါးပြလက္ခဏာရေး3ပါးဘာရေးတော့အနေစာလက္ခဏာအဲ့ဒီလက္ခဏာရေး3ပါးကိုအချင်းချုပ်လိုက်တော့ဖြစ်ပြဟောလက္ခဏာရေး3ပါးအချင်းချုပ်လိုက်တော့ဖြစ်ပြကဗမာရှိအမေခန္ဓာဖြစ်ပြဘာသစ္စာသိတဲ့ဉာဏ်ကသိသွားမဲ့ကိလေသာတွေကသမုဒိယဒုက္ခတို့ရဲ့ချုပ်ရငြိမ်းရသိရကသစ္စာပဲနဲ့ချက်လေဟာဒါဘုရားရှိခိုးတော်မြတ်ပိဋကသုံးဖို့ဟောခဲ့တာတွေကယောဂီတို့ဘုန်းကြီးတို့ကိုဘာသိဖို့ပါလဲစဉ်းစားရှင်းမရှင်းလားဒါဖြစ်ရင်ဘာတွေဘလောက်တတ်တယ်ပဲပြောပြဖြစ်ပြမမြင်သေးလို့ရင်းမရောက်သေးဘူးဗျဖခင်ရဲ့ရည်ရွယ်ချက်ကိုပြောက်သွားပြီလားရှင်းမရှင်းလားဒါပေါ့ပြပြဗုဒ္ဓဘာသာတွေနဲ့ဒါတွေနဲ့ပဲဂုံတုဂုံပြိုင်နေနဲ့သူကဘယ်လိုငါကဘယ်လိုသူတဲ့ငါကဘယ်လိုတောင်းအောင်သူတဲ့ငါကဘယ်လိုသွားအောင်ဒါတွေနဲ့ပဲဂုံတုဂုံပြိုင်နေနဲ့အချိန်လေးကိုင်းတော့တို့သာသနာလှော်ရင်းနဲ့နစ်နေရတယ်ကဲအောင်မြင်မှလို့လက်တော်ရင်းနစ်နေရတယ်ဟောဟိုမှာဘုရားတည်းဆိုဟောဟိုမှာဘုရားတည်းဆိုဟောဘုံမှာဘုရားတည်းဆိုဘုရားတည်းဆိုမြင်မှသာပေါက်တယ်မြင်တာကိုယ်သားတည်းတဝိညာဏကတွေမွတ်စလင်နောက်ပါသွားတာမတွေ့ဘူးကဲခရိယန်နောက်ပါလို့ပါမွတ်စလင်နောက်ပါလို့ပါနဲ့ဘုန်းကြီးတို့မော်လမြိုင်နဲ့ဟိုကော့ကရိတ်မှုတို့ကြားထဲမှာသွားကြည့်လိုက်ကဲဟာမွတ်စလင်ရွာတွေနဲတာမဟုတ်ဘူးဝမ်းနဲ့ကြာကောင်းလိုက်တာကဲဘုန်းကြီးတို့ရှမ်းပြည်မြောက်ပိုင်းနဲ့သွားကြည့်အောင်လာရှုနဲ့မူဆယ်ကြားွားကြည့်ပြခရိယန်ရွာတွေအစ္စလာမ်ရွာတွေကြီးဖြစ်ကုန်ပြီအဲ့တော့စာပလင်းနှစ်မောင်ပြောသလိုလဲ CID တွေဘာလုပ်နေကြလဲအော်ရတယ်လို့အော်ရမလို့ကြာနေပြီဟမ်တို့ကလည်းပြောင်းအောင်မဟေးတို့ဘုန်းကြီးတွေဘာလုပ်နေကြလဲဒါမေးုံရှိတာပဲဒါတော့ဘာသာရေးခေါင်းဆောင်ကတို့ဘုန်းကြီးပဲရှိတာဟုတ်ဗျဟုတ်ကဲ့လားအေးဒါကြောင့်မလို့အရှင်မြတ်တို့များများဟောပေးစမ်းပါဒီတရားမျိုးဟုတ်ပါလားနော်အရှင်မြတ်တို့ဒီလိုမှတိတ်တောင်းဝင်ရှိတယ်နော်ဒါကြောင့်သူများအောင်မြင်သွားမှသူများစတိုးဆိုင်နေသူများဘာဆိုင်နေညာဆိုင်နေရိုက်ချိုးဖြက်စီးတာကဟိုဝိနည်းသိက္ခာဝင်လည်းကြီးတယ်ဖះလည်းမနဲ့တယ်ဖះလည်းလက်မခံဘူးအဲ့ဒီဟာမျိုးဖះတက်တော်ကြာရှိလက်မခံဘူးဟုတ်ပလားအိမ်လုံးအောင်တို့ကတို့သားတွေတို့သမီးတွေရဲ့နှလုံးသားတွေကိုဘာသာယဉ်ကျေးမှုအမွေအနှစ်တွေရိုက်ထည့်ပေးတတ်ဖို့မလို့လားလို့လားဒါကြောင့်တပည့်တော်ကလှည့်လဲပြီးတော့ပြောရတာသတ္တတိုက်ကဆရာတော်ဘုရားကြီးတွေလည်းရှောက်ရတာရှင်များတို့ဗျာဟိုအကယ်များစာချစာဝါပြီးသွားလို့ရှိရင်ကလေးတွေကိုသူရက်ကိုရခဏပြန်သွားတဲ့အချိန်လေးမှာယဉ်ကျေးမှုတင်တန်းလေးတွေဖွင့်ပေးပါဗျာရိတ်တာကြီးတွေလည်းဟာငါတရားထိုင်ပြီးတာပဲမလုံးချသမားနဲ့ယဉ်ကျေးမှုတင်တန်းလေးတွေထည့်ပေးသသမားဟိုတရားစကားလေးနားတဲ့အချိန်ကလေးတိတန်ဒါမျိုးကတာဝန်ဝတ္တရားကြနားကိုပေးရမှာရှင်းမလားဟာဘယ်ချိန်ကလေးတွေအတွက်ဟာတပေါင်းလားမတ်လကလေးဆောင်မပြီးနာအဲ့ဒီကလေးတွေလွတ်ပေးလိုက်တက်ညီလက်ညီဒုနိုင်ငံမှာအဲ့ဒါလွတ်ပေးကြမယ်ဆိုရင်သူ့အတိုင်းနဲ့သူကလေးတွေရဲ့နှလုံးသားဘာသာယဉ်ကျေးမှုအမွေအနှစ်တွေကိန်းသွားမယ်ဆိုရင်တို့ဘာသာတို့သာသနာတို့လူမျိုးတို့တိုင်းပြည်ပျောက်เสียအကြောင်းမရှိရှင်းရှင်းလားဒီကနေ့ယဉ်ကျေးမှုတင်တဲ့လွတ်ပေးပါတယ်ကျောင်းနေမှာအတန်းကျောင်းနေမှာမှန်ပါတယ်မလုပ်ဘူးလားဆိုတော့လွတ်တယ်ဆရာမကိုယ်တိုင်ကနမောတတမဖတ်တတ်တော့ဘာတက်လို့မလို့ကိုင်းပါဏာတိပါဒဘာပြောမှမသိဘူးကဲဆရာမကိုယ်တိုင်ကဒီပါဠိဘယ်လိုတော့ဖတ်မှာတော့မြတ်နှုတ်သူကျင်လည်ခဲ့တာကလည်းပဲဒီပါဠိနဲ့ကျင်လည်ခဲ့တာမဟုတ်ဘူးဗျဟုတ်ကောရဲ့လားအေးဒါကြောင့်ဆရာမတို့တော့အပြစ်တင်လို့မရဘူးဗျဒါကြောင့်တို့ရဟန်းတန်ဃာတော်တွေမှာတက်ညီလက်ညီနဲ့ကိုယ်အတိစိတ်ဓာတ်နဲ့ကိုလွတ်ကြဖို့တော့မလုံလားလို့လားလုံရမှာတကယ်လွတ်ကိုလုံရမှာဒါကြောင့်မလို့ယဉ်ကျေးမှုတင်တဲ့နေလေစွန့်နေတဲ့ညကိုတတ်နေတဲ့ညဒီတော့ယဉ်ကျေးမှုတင်တဲ့ဘယ်မှာကြားဆိုလိုက်လူတာပဲဒါဆိုဒါအရေးကြီးတယ်ကလေးတွေရဲ့နှလုံးသားမှာဖျားတယ်ဖို့ကလေးတွေရဲ့နှလုံးသားမှာဗာလဲတို့တော့ chest တစ်ခုမှရောက်ခဲ့တဲ့အခါကျတော့လည်း chest ထဲဝင်သွားတဲ့အခါကျတော့ဘုန်းကြီးတို့ဒီဘာသာရေး conference ပါဗျာအဲ့ဒါညှိနှိုင်းပွဲလေးအဲ့ဒါသွားကြတဲ့အခါကျတော့အဲ့ဒီမှာတခါလဲ chat ပြထိပ်မှာသူတို့ပုံလေးနဲ့ရေးထားတယ်အနာကယဉ်သွင်းငယ်တွေနှလုံးသားနိုင်တဲ့ထာဝရဘုရားတည်ရန်ဟာတိုင်လိုက်တော့ကွာလို့သူတို့ကဲစဉ်းစားတော့သာသနာပြုတာချင်းမြိုက်กว่าတယ်သူတို့ကတဝိညာဏကလူသားတွေအကျိုးပြုဖြစ်စေမဲ့လူသားတွေတကယ်အကျိုးပြုတကယ်လူအပ်တဲ့စံစီစေးစားဒါမျိုးလေးတွေနဲ့ထောက်ပံ့ပြီးတော့မှသူတို့ကဘာသာရေးစည်းရုံးတာတို့မြန်မာကအဲ့လိုမဟုတ်ကုန်းပြောင်ပြောင်မှာဝေကုံကြကြခိုင်စေတီတဲဘူးလောက်ပဲစိတ်ကူးတာ
Siri matene lo boni mapyo no. Tayo shi atakra sayari shi pinyashi turo gauni dega. Paya atit teji ne tebida paya go pubin sa kamalo. Achenje mahagana sorobia matai donla tai donla. Dari piolo lo mogo mahagana sorobia go le paunya. Ko kitte go ba mira. Ubzana kaka community. Kai turo gawo pi ma jara. Ti teke tadra asani yu pi ma pi ta ke. Da nyo de ha တိတ်ကြောက်စရာကောင်းတယ်ဒုက္ခနဲ့ဒုက္ခဆိုလိုပဲစတော်ကြီးတွေလည်းလောကဓာတ်နဲ့အများကြီးကြုံတွေ့ကြရတယ်နော်ဒါကြောင့်အရှင်မယားတို့တပည့်တော်တို့ယောဂီတို့သားတို့သမီးတို့လည်းပဲလောကဓာတ်နဲ့အများကြီးမတွေ့ဘူးလားတွေ့အောင်မလားဒါကြောင့်ဘုန်းကြီးတို့ကပရိစ္ဆေသမုပ္ပါလည်းဟောရတယ်သစ္စာလည်းသိစေခြင်းနဲ့ယဉ်ကျေးမှုလိမ္မာမှုလည်းဖြစ်စေခြင်းနဲ့ဘာသာတရားတွေပျောက်သွားမှလည်းအလွန်မတန်စိုးရိမ်လွတ်လွတ်ဘဲဆုံကနေတော့တိုက်စိတ်တိုက်နဲ့တိုက်စစ်မှုတို့ဆိုဟောနေရတယ်လို့မှတ်ပါယောဂီတို့ကလည်းနောက်ကတောက်ကနာယောဂီတို့ကဘက်တန်းဘုန်းကြီးတို့ကတိုက်စစ်မှုစာကြဆရာတော်ကကွင်းလေဘောလုံးစကားနဲ့ပြောပါရဲ့အဲ့ဒီတက်ညီလက်ညီရှိမှသာလဲဒါကအောင်ပွဲဆင်နိုင်မှာဗောဗျာဟုတ်ကောရဲ့လားဒါကြောင့်ဘယ်ဘာသာကိုမှမစော်ကားနဲ့ဘယ်ဘာသာကိုမှအပြစ်မပြောနဲ့ကိုဘာလို့ရမလဲဆိုတာကိုလို့တာကိုလုံးကြဟုတ်ကောရဲ့လားသူများအောင်မြင်သွားပြီဆိုတဲ့အခါကျတော့ကိုကအတုကိုတင်တာခုံမှာဗောဗျာဟုတ်လားသူတို့ဘလောက်စီးရုံနဲ့ဘလောက်အတုယူစရာကောင်းလဲကဲဝေရာချမ်းသာလေးကအစာကဲဘလောက်တူစရာကောင်းလားမလဲဝေရာချတာအမလေးဟေးသူတို့ရဲ့ခွန်ရှစ်6ဆိုတဲ့နာမည်မပါလို့ရတယ်လေရေတောင်လကားမတော့ဘူးကဲဘလောက်စီကန်းရှိတော့တဲ့သူတော်ခွန်ရှစ်6ဆိုတို့လည်းရေးမှာပေါ့669လို့ဖျားကုံတော့ဘယ်နှပါတော့ဖျားကုံတော့တန်ခါကုံတော့ဒါကြောင့်669လို့ပြောတာဟုတ်လားတို့လည်းရေးမှာပေါ့ဗုဒ္ဓံဓမ္မံတန်ခါအောက်မှာပြီးတော့မှကိုယ်ဆိုင်ကိုရေးပေါ့တဏှာမှာသွားရေးတော့ရေးတယ်တချို့လည်းရေးပါတယ်အကြီးကြီးရေးတာတိတ်တိတ် level လောက်ရေးတာအကြီးကြီးသွားရေးအကြီးကြီးမရေးရဘူးရေးတာဗုဒ္ဓံဓမ္မံတန်ခါ beauty parlor တဲ့ဟာငါတို့ကောင်းဝင်လျှော်ဦးမှာပဲရေးတာဆရာ beauty parlor ကသိလားသိလားလို့ဟောဒါသိတယ်အထင်မသေးနဲ့နော်သိတယ်ဘုန်းကြီးတွေပဲဒီအထင်မသေးနဲ့သိတယ်ဗျာသူတို့မဲတဏှာရှိတဲ့ဗုဒ္ဓံသူကဒီအမုံကျိတ်တဲ့ဆိုင်ကိုဗျာသူကဟောမြေပဲမုံတို့ဘာမုံတို့စနွေးမုံတို့ဘာလို့ကျိတ်တဲ့ဆိုင်နေမှာပါအဲ့ဒါရေးရတာဗုဒ္ဓံဓမ္မံတန်ခါအမုံကျိတ်ဒီဟာကြီးကျယ်လဲလုံးချအောင်နော်မအမုတ်တွေကြိတ်ခံနေအေးကဲကောင်းပြီဒါဖြင့်တို့အားလုံးရန်တန်ဃာတွေမှာကောတို့တကာတွေမှာရောဆိုင်ရမိဘတွေမှာလည်းအားလုံးတာဝန်မရှိလားရှိသလားအေးဒါကြောင့်တို့ကသူတို့ရဲ့ဘာသာရေးဆိုင်မှာပဲတို့အားပေးတယ်လို့ဟာတို့လည်းပဲဒါကြောင့်လို့ကျေးဇူးရှင်မင်းကုန်းဆိုတော်ဘုရားကြီးကပြောတာပေါ့ဟာမင်းတို့ကအားပေးကိုဘာသာအချင်းချင်းဆိုင်မှာအားပေးသားမှာမင်းတို့ကတစ်ချက်တစ်ပြားလေးနဲ့အ ਨੇ အများပေါ်မှာမူတည်ပြီးတော့ဒုပမာတွေတိတ်သစ္စာဖောက်တယ်တဲ့မင်းကုန်းဆိုတော်ဘုရားကြီးပြောတာတိပိဋကမင်းတို့ကတိတ်သစ္စာဖောက်တာပဲတဲ့မင်းတို့ရောက်နေဝယ်တဲ့နေရာမှာလည်းမင်းတို့စိတ်ကမဲ့တယ်တဲ့ဆိုတော့ကြီးတို့တက္ကရာမှာတိတ်သစ္စာဖောက်တာပဲတဲ့ဟိုအစ္စလမ်ကနှစ်ချက်ရော့တယ်အဲ့နှစ်ချက်ကိုအားပေးလိုက်တယ်တဲ့ကဲဟိုကတနေ့ရောင်ကြီး30ဆိုရင်ဆရာကတို့ကသူတို့ဗလီရဲ့ရံမုံမှုဖြစ်သွားတာဗျဘီလီမငွေဖြစ်သွားတာဗျတရားကို30ဒါမျိုးတို့ကစီမံကိန်းနဲ့လာခဲ့တာဗျ1000ကို100အဲ့လိုမျိုးဒီဘီလီမရံမုံငွေနေအလိုက်ကုန်လုံးထားတာအဲ့ဒီဘီလီမရံမုံငွေကနေတော့ထွက်လာတာဘာလုပ်တယ်လဲတွေးကြည့်ဘယ်ဗလီဆောက်ရင်တော်ရတာပေါ့ဘီလီမရံမုံကဗလီဆောက်တာမဟုတ်ဘူးငါဗလီဆောက်တယ်မလုပ်ဘူးအဲ့ဒါတွေကတို့ကမှန်တာအဲ့ဒါမှတ်တာမြန်မာအမျိုးသမီးတယောက်ဘိုးချုပ်သမီးကိုယူနိုင်ရင်ဘလောက်ဆရာဝန်ကိုယူနိုင်ရင်ဘလောက်ကဲဘယ်နှယောက်ယူနိုင်ရင်ဘလောက်တယောက်မွေးရင်ကိုယ့်ဘာသာပဲပါရင်ဘလောက်နှစ်ယောက်မွေးလို့ကိုယ့်ဘာသာမွေးရင်ဘလောက်ဟမ်ဒါနဲ့သူ့ဘာသာအင်အားတိုးတက်အောင်လို့တချင်းချင်းယူတော့တချင်းချင်းမွေးနေတာပဲလားကဲမှတ်တာအစ္စလမ်ဘာသာမှာအမျိုးသားအစ္စလမ်အမျိုးသားဟာအမျိုးသမီး9ယောက်4ယောက်ယူပိုင်ခွင့်ရှိတယ်အစ္စလမ်အမျိုးသမီး1ယောက်အိမ်တော်20ပြုခွင့်မရှိမှန်းကြည့်နေတော့တာပဲတွေးကြည့်စဉ်းစားတို့နိုင်ငံကမျိုးသမီးတွေကသာလင်ယူပက်ဆက်နေကြတာနော်ဘယ်နေရာမှစီမံကမ်းမဲ့ဘယ်နေရာမှစီကမ်းမရှိဘူးဘာသာရေးလည်းစီကမ်းမရှိလူမှုရေးလည်းစီကမ်းမရှိပညာရေးလည်းစီကမ်းမရှိ
ဒီလိုဆိုတိုင်းပြည်ပျောက်သွားမှာပေါ့အားလုံးသဘောကျရင်လားအေးဒါကြောင့်မလို့ဘာသာရေးသာသနာရေးလူမှုအရာရာအလုံးကိုထိမ့်သိမ်းစောင့်ရှောက်ကြဖို့မလိုလားလိုသလားဒါဘုန်းကြီးတို့ဝိတရားအကုန်ပြောရမှာဘုန်းကြီးတို့ကတော့ဟုတ်လားဒါအရှင်များတို့မှတ်ထားအရှင်များတို့ဟောတဲ့အခါပြောတာပြောဆိုတာကသူတို့ကိုနှိပ်ကွက်တာမဟုတ်သူတို့ရဲ့သားတွေသမီးတွေတိုးတက်စေခြင်းလို့ကြီးပွားစေခြင်းလို့လိမ္မာစေခြင်းလို့ဟုတ်လားတန္တရာတပက်ကနိဗ္ဗာန်နဲ့အပယ်လေးပါအပိတိုင်လွတ်မြောက်စေခြင်းလို့ကျေးဇူးဆက်နေတာဒီဘာသာဒီသာသနာဒီအတွေးကောဒီအယူဆဒီအသိဉာဏ်ညာတွေများကွယ်သွားရင်တို့တကာဓမ္မတွေဘယ်လောက်နှမျောစရာကောင်းမလဲဒီတိုင်းသာသွားရင်တော့သာသနာကွယ်ရုံရှိတော့မှာပဲဒါတော့ကွယ်တာတော့အချိန်တန်ကွယ်မှာပေါ့ဗျာတို့တော်ညာလည်းပဲကိုကိနဲ့ကိုခါဆိုသလိုပဲပကုံးမြောင်းတာဝန်ကိုတော့တာဝန်တိတိယူတတ်ရင်တော့အကောင်းဆုံးပေါ့ဗျာဟုတ်လားဒါကြောင့်အရှင်ကောင်းအရှင်မြတ်တွေလည်းလျှောက်ထားပါတယ်ဗျာအခွင့်ဒုက္ခလူဒန်းစားဘဝနဲ့အချိန်မကုန်မဲနဲ့တိုင်းပြည်ရဲ့တာဝန်လူထုရဲ့တာဝန်တရားဓမ္မတွေရဲ့အကျိုးကျေးဇူးကိုထမ်းရွက်နိုင်တော့သာသနာဝန်ထမ်းရှင်ဟန်းဖြစ်အောင်ငါတို့ကြိုးစားမယ်ဆိုတော့စိတ်ကိုတန်တန်မာမာကြီးမွေးမြအောင်မွေးကြပါလို့လေးစားစွာခြေတော်ဥခိုက်ရိုသေစွာလျှောက်ထားအပ်ပါသည်ဗျာဒါအလေးကြီးဆုံးပါဟုတ်လားတက်နိုင်တဲ့ညလောက်ကြမယ်တပည့်တော်တို့အရှင်များတို့နော်ဒါမှလည်းပဲကိုယ်တရားဓမ္မတကယ်ချစ်ရရောက်တာတကယ်ကျေးဇူးဆက်ရရောက်တာဒါသူတို့ရဲ့ပစ္စည်းလေးပါကိုတို့ကခိုင်ထားတာဘာတရားဓမ္မတွေလည်းအတိအကျနဲ့ပွင့်လန်းတတ်ကြမှာသေးဟိုမှာသူတို့ကများကဲကြလို့တို့လည်းသူတို့လိုပဲပြန်ပြီးတော့မှကျင့်သုံးရမှာပေါ့ကျင့်သုံးတယ်သူတို့ကမနာလို့ပြောတာမဟုတ်ဘူးနော်ဟာတို့လည်းကိုဗုဒ္ဓဘာသာစာရင်ချင်းအားပေးမယ်ကွယ်ဘုရားမနာစာရင်ချင်းအားပေးလိုက်တဲ့အခါကျတော့ခရစ်တရားဝင်တယ်ဆိုလို့ရှိရင်အစိတ်လောက်ကတော့သာသနာတို့ဖြစ်ပါသေးတယ်ဗျရှင်းမရှင်းလားအေးတမှုရလို့တပည့်လို့တို့ရွှေကုံသူတွတ်နိုင်ရောလားတဲ့ဟုတ်တယ်လေရွှေကုံသူကဘာပြောရလဲဒါမျိုးတော့တတ်တယ်မသစ္စာတဲ့တောင်ပူမြင်သေးဗျာဒါကြောင့်တမှုရလို့တပည့်လို့တို့ရွှေကုံသူတွတ်နိုင်ရောလားတဲ့တို့ရံဝတ်တကားအလုံးမတန်တရားတရားမကောင်းလားကောင်းလားကောင်းမှာတရားနောက်ကဘာလိုက်ရမလဲပညာလိုက်ရမယ်ဒါကြောင့်တနေ့ယောဂီတို့ဘုန်းကြီးတို့မှာဒါတွေနဲ့ပဲလုံးလက်ကပ်တာဘာသာရေးကအတိမကျွဲနေကြထိုင်ကြဘုံတွေကလည်းကုသိုလ်နဲ့အကုသိုလ်ဘယ်ဟာကများတော့ဒါကြောင့်အကုသိုလ်တွေနဲ့စပ်ပြီးတော့နေကြတာများတော့ကဲကိုတေကနေကြတော့ကုသိုလ်နဲ့စပ်တည်မလားအကုသိုလ်နဲ့စပ်တည်မလားတမထနဲ့စပ်တည်မလားဆိုတော့ဘသူတေချာပေါက်ပြောနိုင်တယ်မပြောနိုင်ဘူးနော်အာတဏကံကျုပိတံတဲ့ဘုန်းကြီးတို့ဟောခဲ့ဘူးတဲ့ဒါတွေညအထူးပွဲဆိုဒါတွေဟောတာပေါ့နော်ဟိုအာတဏကံကျုပိတံတေကံနီးမှာဖြစ်ပေါ်တဲ့ကံကအရေးကြီးတယ်ဗျတော်ကြပါလားဟာအာကုသိုလ်တွေဘယ်လောက်ပဲလုတ်ကဲဗျာကဲတေကံနီးကြတော့ကဲတမ္ပတတိကတို့ကြည်စံမိလကမုတ်ဆိုးတို့ဟုတ်တယ်မလားတေကံနီးမှာတမ္ပတတိကကြီးတို့မြတ်ကဲတေကံနီးမှာဟိုတလောက်တည်တပ်ဖြန့်လူရက်ပြီးတော့မှလိညာကောက်ကျစ်အာနံပကွက်သားရာတို့နဲ့နှစ်ပေါင်း55တော့တလောက်တတ်လာတာနော်ဒါကုသိုလ်လားအကုသိုလ်လားကတေကံနီးကြတဲ့အခါကျအရှင်သာရိပုတ္တရာချီးမြှောက်မှုနဲ့ကဏ္ဍနှုတ်စွမ်းလေးလှူဒန်းအဲ့ဒီမှာအရှင်သာရိပုတ္တရာဟောပေးတဲ့အနုမောဒနာသစ္စာတရားကိုနာကြားဖြစ်တဲ့မြေမုံဆုံးသောတာပတ္တကအနာဂံတိအရှင်သာရိပုတ္တရာလိုက်ဖို့လမ်းရောက်တဲ့အခါကျတော့ကဲအတိတ်ဝေကျွေးကြောင်းမလို့နမခွေလို့သေးကဲဒီကနေ့ပဲယာရုကပင်စင်ရဒီကနေ့ပဲအရှင်သာရိပုတ္တရာကိုဆွန့်ကပ်ရဒီကနေ့ပဲသစ္စာတရားတွေနားလို့ဒီကနေ့ပဲအရိယာပြည့်ဒီကနေ့ပဲနမခွေလို့သိရတယ်ဗျကဲစဉ်းစားအဲ့ဒါပေကံလေးပဲဗျာကဲလုတ်ခဲ့တဲ့မြကံကျွေးကိုဘာနဲ့ဖြတ်တာတော့ညံနဲ့ဗျာကံကျွေးကိုဘာနဲ့ဖြတ်တော့ဒါကြောင့်ယောဂီတို့ဘုရားတို့မှာအာဟုတုကံကျွေးတွေရှိမရှိဒါကြောင့်အာဟုတုကံကျွေးကိုဖြတ်နိုင်တာတခြားလားညံလားဒါကြောင့်ဘုရားတို့ဟောခဲ့ဥပါတဲ့မက်ကင်ကျင့်မြတ်ဝတ်ကျွေးဖြတ်တဲ့ဒါကြောင့်မလို့တရားတော်တွေကတွန်းတယ်သူဆက်ဟောတာအလွတ်မတန်အရာလာရှိတယ်လို့မှတ်ရမယ်နော်တို့ကိုတိုက်ရိုက်ကျေးဇူးပြုမဲ့စကားလုံးကပို့အကောင်းဆုံးပေါ့ဗျာဟုတ်ကဲ့လားကိုစီကိုငါမိသားစုတွေကအသိဉာဏ်ပညာရှင်းရှင်းလေးနဲ့များထိမ့်သိမ်းဆောက်ရှောက်ကြမယ်ဆိုဒုဘာသာဒုသာသနာကွယ်စရာအကြောင်းမရှိပါဘူးဟုတ်လား9000မကောင်းရောက်အနှစ်9000နဲ့ရှိနိုင်ပါသေးတယ်ဗျရှင်းမလားဒီလိုသာစိမဲ့ကမ်းမဲ့နေကြလို့ရှိရင်9000မပြောနဲ့ယောဂီတို့ရေ3000ပြည်အောင်ကံကောင်းရှင်းမရှင်းလားဒါကြောင့်အားလုံးသောဘာသာအသိပညာတရားတွေရင့်ကျက်ပြီးတော့မှရင့်ကျက်စိတ်ဓာတ်တွေတားဘာသာအသိပညာကိုအောက်အခြေခံကစပြီးလေးစားစားလုပ်ကြပါလို့ပဲဘုန်းကြီးလေးစားစွာတိုက်တွန်းပါတယ်အပြိုင်အဆိုင်ဂုံတုဂုံပြိုင်တွေကိုလျှော့ကြနော်ခေတ်ကာလအနေနဲ့ကလည်းရှေ့တုံးကိုလည်းမပယ်နဲ့ဈေးတုံးကိုလည်းမကျွဲနဲ့တဲ့ကဲကောင်းပြီဒါကြောင့်မို့ယောဂီတို့ဘုန်းကြီးတို့တေကံនេះမှာကုသိုလ်ကံနဲ့စက်တယ်မလားအကုသိုလ်ကံနဲ့စက်တယ်မလားပြောလို့ရမလားဒါကြောင့်မလို့မန္လိကတသက်လုံးကုသိုလ်တွေလုပ်ခဲ့မယ်တေကံនេះမှာကဲလိန်ခဲ့တဲ့အပြစ်ကလေးတွားသတိရဘတ်ဆိုတေလဲတေရောအဝိဇ္ဇိ9မချရဘူးလားကုသိုလ်လုပ်ခဲ့မယ်လည်းအကုသိုလ်နဲ့စက်ပြီးတော့တေလိုက်တော့အကုသိုလ်အကျိုးပေးတာရှင်းမလားအဒိဏပုပ္ပါတို့ရဟိုသားလေးပြတဲ့မထကုံတလီတို့
ကုသိုလ်ကိုမလုပ်ခဲ့ဘူးဗျာတေကန်နိကြမှာဘုရားရှိခိုးတော်မြတ်ရဲ့ကျေးဇူးတော်ကြောင့်ဖရာကိုအာယုံပြုပြီးသေလိုက်တော့ကိုက်နတ်ပြည်မှာနတ်ခန္ဓာမရောက်လာရဒါအာတဏကံအာတဏကံမှာတေကန်နိဖြစ်တဲ့ကံတိတ်အရေးကြီးတာဗျရှင်းမရှင်းလားအဲ့ဒါကြောင့်မလို့ဝေပန်တိပါကံလေးဖြာလို့ဘုန်းကြီးတို့ဟောခဲ့ဘူးပါတယ်ကရုကံအာသနကံအတ္တနကံကတ္တကံဆိုတော့ကံလေးမျိုးဘုန်းကြီးခွဲဟောဖို့ခဲ့ဘူးလေဟုတ်ပလားဒါကြောင့်ဘုန်းကြီးတို့ဟောခဲ့တဲ့တရားတွေနဲတာမို့အများကြီးကဲကောင်းပြီဒါပြင်ဒါအားလုံးတော့အမိဘညီကောင်မကိုဘယ်ကံနဲ့ဆက်ပြီးတော့သိမဲ့ဆိုတာဘယ်သူတေချာပေါပြောနိုင်လဲကဲမပြောနိုင်တဲ့ကြတေချာမဟေဟာဒီကာမဘဝနဲ့ဇာတိကိုအနေကံအစဘာစအနေကံဆိုမတေချာသေးလို့ဘာလဲတော့ဘာဖြစ်လို့မတေချာသေးတာတော့မတေသေးလို့ဘာလို့မတေချာသေးတာတော့ဒါဖြင့်ဒီတိုင်းကံတိုင်းသာသွားမယ်ဆိုရင်ယောဂီတို့ဟာဗျံပရာဘေးကိုသိယုံမှတပါအခြားမရှိတော့ဘူးအဲ့ဒီဗျံပရာဘေးကြီးကိုဗျံပရာဘေးကင်းလို့ရေးတဲ့ဗျဗျံပရာကိုကင်းလို့ချင်တယ်ဆိုရင်တော့ပစ္စုပန်တဲတဲ့မှာခန္ဓာပေါ်ဘာရောက်လောက်ရမလဲကဲလှုပ်လိုက်တော့ခန္ဓာကဖြစ်ပြက်ရှုတဲ့ဉာဏ်ကဟိတ်ဖြစ်ပြက်ကဘာသက်စာသိတဲ့ဉာဏ်ကကဲသိသွားတဲ့ကိလေသာတဏမာနဒိဋ္ဌိတွေကသမုဒိယတို့ရဲ့ချုပ်ရငြိမ်းရတည်ရကသစ္စာဘယ်နှချက်လဲကဲသစ္စာလေးချက်စိုက်သွားတဲ့ပုဂ္ဂိုလ်ကြတော့တေကံနဲ့ကြတော့ဗျာမတာကုသိုလ်အာယုံပြုအကုသိုလ်အာယုံပြုစသည်အပြင်ဒီကံနဲ့ကံအောင်ပြုတာဒီလာပါအောင်မလားကဲခန္ဓာပေါ်ဘာရောက်လို့လို့ဒါကြောင့်ခန္ဓာညောင်းတဲ့အလုပ်ဒီစက်တဲ့လို့လားဖြတ်တဲ့လို့လားရဲ့အတိတ်ကအစက်ကိုသွားဖြတ်ချင်လို့ရမလားလွန်ခဲ့ပြီဟောအနာကအစက်ကိုဖြတ်ချင်လို့ရမလားမရောက်သေးဘူးဒါကြောင့်ပစ္စုပန်နိစ္စယောဓမ္မတထတထဝိပဿတိဝိပဿနာရှုတယ်ဆိုတော့ပစ္စုပန်တဲ့ရှုရတယ်ကွာရှင်းမလားသဘောကျမလားအဲ့လိုဖြတ်လိုက်တဲ့အခါကျတော့မှယောဂီတို့ဒီလိုဖြတ်တဲ့ပုဂ္ဂိုလ်တွေဝိပဿနာနဲ့ရှုပြီးတော့မှသိရင်အဲ့ဒီအလုတ်ကဖြတ်တဲ့အလုတ်ရှင်းမလားတာယသမီးစီဝါရေးနဲ့ယောဂီတို့တမန်ကံကိုသာသတိရပြီးတော့သိမယ်ဆိုအဲ့ဒီအလုတ်ကဘာတော့စတဲ့အလုတ်ရှင်းမလားဒါဖြင့်ဖြတ်တာလဲဒီနေရာစတာလဲဒီနေရာဆိုတာကဝေဒနာနဲ့တဏှာအစရှင်းမလားဒါဝေဒနာနဲ့တဏှာကြားရဲ့အစဆိုတာကအတိတ်အစလားပစ္စုပန်အစလားဟာဒီပစ္စုပန်အစကိုဖြတ်ရမှာရှင်းမလားကဲဖြတ်လိုက်တဲ့အတွက်ကြောင့်မလို့ဝေဒနာနေတော့တာတဏှာနေတော့အမအများလေးရတယ်ကြည့်ဒီမှာဟောဒီမှာဝေဒနာနေတော့တာတဏှာနေတော့ရှင်းမရှင်းလားပရိစ္ဆသမုပ္ပါထွက်လာတဲ့ဒါကြောင့်ခန္ဓာကဖြစ်ပြက်ရှုတဲ့ဉာဏ်ကမဲ့ဖြစ်ပြက်ကဘာသစ္စာသိတဲ့ဉာဏ်ကသိသွားတဲ့ကိလေသာတွေကသမုဒိယရဲ့ချုပ်ရငြိမ်းရတည်ရကသစ္စာဘယ်နှချက်လဲအဲ့ဒီလိုသာလွတ်လိုက်မယ်ဆိုရင်တာယသမီးနဲ့စီးပွားရေးတဲ့အချိန်ကိုရင်စခန္ဓာညာအလွတ်လို့ရင်ဖြတ်ဒါကြောင့်စက်လွတ်လဲရတယ်ဖြတ်လွတ်လဲရနှစ်ဖက်ရအာမန္တာမလို့သူ့ကိုထွက်ရပတ်လဲအစာဒါလေဘာလဲရှင်းမလားတော့ကြပြီနော်ကြိုက်နိုင်လဲစိတ်လို့တော်ကြအောင်ဆိုဗျာ